ဒီကနေ့မှလည်းစာရေးဆရာမင်းသွေးဆက်ရှမ်းမောမြေရေးသားထားတဲ့ရိုးမအရှင်နှင့်ကြည်တတောက်အစဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။အခုရိုးမရဲ့ဆောင်းအကုံတွေအကူကာလမို့တောလုံးကရွက်ဟောင်းကျွေတို့နဲ့ရှုပ်ပွားနေတယ်။ဝရွဲ6တီတောမီးလောင်ထားတဲ့နေရာတချို့ကရာနဲ့တင်းတင်းလေးကလည်းလေအဝိမှာပါလာတတ်တယ်။ကျုပ်တို့မုတ်ဆိုးဖွဲ့ရွာထိပ်ကကုန်းရဆိုင်မှာထိုင်နေကြတော့လူတစ်ယောက်ကအမောတကောပြေးလာတာကိုလှမ်းမြင်လိုက်ရတယ်။လာတဲ့သူကရိုးမတော်ဆက်မှာရာခင်းလှုပ်စားတဲ့ကိုသားထူးမျက်နှာကဖြူဖက်ဖြူရောနဲ့မုတ်ဆိုးစောတိရှိလားကျွန်တော်စီယာမုတ်ဆိုးကြီးစောတိကလက်ထဲကရင်နွေးကြမ်းခွက်ကိုအသာချရင်းနဲ့ဟေးသားထူးပါလားဘာဖြစ်လာတာလဲကွပြပြတလေးနဲ့နောက်ကတရေလိုက်လာလို့လားတရေထက်ဆိုရစီယာကြီးကျုပ်ရာခင်းထဲကစောင့်တယ်ညကအထက်ခံလိုက်ရတယ်ဟေးတောစင်ရိုင်ဝင်လာလားမဟုတ်ဘူးစီယာစင်မဟုတ်ဘူးခြေရာကြီးကစင်ခြေရာလောက်မကြီးပေမဲ့ကျွေးခြေရာတဲ့အများကြီးပိုကြီးတယ်ဗျကျုပ်တဲကိုခေါင်းနဲ့ဝှိတ်သွားတာတဲတိုင်နေတော့မှကျိုးကုန်လားမနဲ့လင်းလို့ခြေရာသွားကြည့်တော့မှဖျားတောကောင်ခြေရာကြီးဗျစီယာစောတိမျက်လုံးလေးကအယောင်တောက်သွားတယ်ကျွန်တော်လည်းဘေးကနေနန်းဆွဲနေမိတယ်ရိုးမတော်ထဲမှာကျွဲချီရာထက်ကြီးတဲ့ခွာကွဲကောင်ဆိုရင်ပြောင်းလဲရှိတယ်ဒါပေမဲ့တာမန်ပြောင်းလောက်ကတော့လူနေတဲ့အထိလာပြီးတော့ရမ်းမှုခဲတယ်ဒါတို့မင်းတေချာကြည့်ခဲ့ရလားကွပြောင်းဆိုတာအုပ်လိုက်နေတာကွချီရာတွေကအများကြီးလားအဲ့ဒါပြောတာပေါ့ဆရာရဲ့ချီရာကတကောင်လေးရာဗျတကောင်လေးရာဆိုပေမဲ့ချီရာကပကံပြားအကြီးစာလောက်ရှိတယ်ဗျပြီးတော့ချီရာနားမှာကြထားတဲ့ချီတုံးကြီးကလည်းမီးဖို့ကောင်းလောက်ရှိတယ်ဗျဆရာစောတိကခေါင်းတညိညိနဲ့စဉ်းစားနေတယ်ကျွန်တော်ကမနေနိုင်တော့ပဲဝင်ပြောလိုက်တယ်ဆရာဒါဆိုရင်တော့သိကြပြီအုတ်သိန်းခွဲပဲအုတ်သိန်းခွဲပြောင်းထီးကြီးတွေကအသက်ကြီးလိုက်ရင်အုပ်စုကနေဖယ်ကျင်ပြီးတော့တကောင်လေးကျက်စားတတ်တယ်စိတ်လည်းအရင်ကြီးတယ်ရန်လိုတယ်လို့လည်းကြားဘူးလေဗျအုပ်စုစောတိကကျွန်တော်ဘက်ကိုလှမ်းကြည့်ပြီးတော့ပြုံးလိုက်တယ်အောင်နိုင်မင်းပြောတာဟုတ်တယ်ပြောင်ထီးကြီးတွေကအသက်ကြီးလာရင်ဒါမှမဟုတ်အုပ်စုတွေကအထီးအချင်းချင်းလူရင်ရှုံးပြီးတော့ထွက်လာရရင်စိတ်အရင်ကျန်းနေကွလူကိုမြင်အောင်မပြေးပဲနဲ့ရင်ဆိုင်တတ်တဲ့အကောင်မျိုးကွဟိုသားတူကဆက်ပြောတယ်ကျုပ်အဖိုးပြောဘူးတာတော့ရှိတယ်ဟိုရင်တော့ရိုးမတော်ထဲမှာရိုးမအရှင်လို့တင်စားခေါ်ရတဲ့ပြောင်မဲကြီးတကောင်ရှိဘူးတဲ့အဲ့ဒီပြောင်ကြီးကတနက်တန်ကြားရင်တော့မပြေးဘူးတဲ့ဗျအခုကျုပ်ရာကင်းကိုဖြတ်သွားတာအဲ့ဒီအဆက်နွယ်များလားမသိဘူးရိုးမအရှင်နည်းနည်းကြားလိုက်တာနဲ့မုတ်ဆိုးသွေးကိုစူပွက်သွားစေတယ်။မုတ်ဆိုးဆိုတာကလည်းကိုတွေးကျင်တဲ့သားကောင်သတင်းရရင်မနေနိုင်တာသဘာဝပဲလေ။ဆရာစောတိကသူ့လွယ်အိတ်ထဲကဈေးဘောလိတ်ကိုထုတ်ပြီးတော့မင်းကြီးလိုက်တယ်။ကဲတာထုမင်းစိတ်မပူနဲ့တော့ဒီကောင်ကြီးကလူအနဲ့ရသွားပြီဆိုတော့နောက်ရက်တွေလည်းမင်းတဲဘက်ကိုလာအောင်ပါပဲ။တောကောင်ဆိုတာကအကျင့်ပါနေတတ်တယ်ကွာ။မင်းတို့ရွာသားတွေဘေးကင်းဖို့အတွက်ငါတို့မုတ်ဆိုးအဖွဲ့ဒီကိစ္စကိုတာဝန်ယူပေးမယ်။ကျွန်တော်ဝမ်းသာအားရဖြစ်သွားတယ်။တောပြစ်မထွက်ရတာကြားပြီးဖြစ်တဲ့ကျွန်တော်ရဲ့ .300 rifle လေးကိုတော့မှသတိရသွားတယ်။ဆရာစောတိကတော့သူ့ရဲ့လက်ဆွဲတော် .500 နှလုံးပြူကြီးကိုတိုက်ချွတ်ပြီးတော့စေးကြောရတော့မယ်။ဒီတနက်ကြီးကကြည်အမာထည့်ပြရတာဖြစ်ပြီးတော့စင်ကြာပြောင်တို့လိုအကောင်ကြီးတွေကိုတော့မှဖြိုခွင်းနိုင်တဲ့လက်နက်ကြီးပဲလေ။အောင်နိုင်မင်းအိမ်ပြန်ပြီးတော့ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးတော့အရုံးမနဲ့ဖြတ်မိုးမလင်းခင်တာထူးတို့ရာတဲ့ဘက်ကိုထွက်ကြမယ်။ရိခါကြောက်တွေရေဘူးတွေတိတ်ချထဲခဲ့ဒီတခါခရီးကကျမ်းမဲ့ပုံပဲဟုတ်တယ်ဆရာကျွန်တော်အကုန်အစင်သင့်လုပ်လိုက်ပါမယ်ကိုတင်မောင်ကိုရောခေါ်လိုက်ရမလားဟေးခေါ်လိုက်ကွာတင်မောင်ပါမဟင်းချက်စရာပူစရာမလိုပါသူကတောချက်တို့ငါးတို့ရှောက်ခွေတာကျွမ်းကျင်တာကိုကျုပ်တို့ဆရာတပည့်မုတ်ဆိုး3ယောက်ဆရာစောတိကျွန်တော်မောင်းနိုင်တဲ့ထမင်းချက်မဲ့ကိုတင်မောင်ပြီးတော့ကျွန်တော်တို့ရင်ဆိုင်ရမယ့်ရိုးမအရှင်ဆိုတဲ့သားကောင်ကြီးဒါပေမဲ့အဲ့ဒီအချိန်ကကျွန်တော်မသိခဲ့တာတခုရှိတယ်အဲ့ဒါကတော့ဒီခရီးစဉ်ကကျွန်တော်မုတ်ဆိုးတက်တန်းတခြားမှာအကြမ်းတမ်းဆုံးနဲ့ရှင်ဖိုးစရာအကောင်ဆုံးအသက်လူပွဲဖြစ်လာတော့မယ်ဆိုတာပါပဲပြီးတော့ကျွန်တော်တို့အားကိုးတဲ့တနက်ကြီးစံတွေကအဆုံးသတ်မှာတတောင့်ထဲကျန်တော့မယ်ဆိုတာကိုပေါ့မနဲ့လင်းအားကြီးချိန်ချက်ဦးတွန်တန်ကြားရတာနဲ့ကျွန်တော်တို့မုတ်ဆိုးဖွဲ့ပြင်ဆင်ပြီးပြီရိုးမတောင်ချီရဲ့မနက်ကင်းလေးနုအေကအယိုးရဲဒီစိတ်ဝင်အောင်အေးဆက်နေတယ်။ရောက်နေအစင်းသင်းဖြစ်ပြီလား။ဆရာစောတိကသူ့ရဲ့လွယ်အိတ်ကိုလွယ်.500နှလုံးပြူရိုက်ဖယ်ကြီးကိုပခုံးပေါ်ထိုင်ရင်းနဲ့မေးလိုက်တယ်။ကျွန်တော်က.300ရိုက်ဖယ်ကိုစစ်စေးရင်ခေါင်းငိတ်ပြလိုက်တယ်။ကိုတင်မောင်ကတော့
နောက်ကျော်ဖို့အိတ်အကြီးကြီးရဲ့ခါကြကဓမ္မကြီးရဲ့လက်ထဲမှာတော့သူ့အသက်လိုတန်ဖိုးထားရတဲ့ဒူးလေးတက်လက်ရဲ့ကိုကိုင်းထားတယ်။ဆရာကျွန်တော်တို့မထွက်ခင်တောပိုင်တောင်ပိုင်တွေကိုတင်မြောက်ပတ်တာကြအောင်မလား။ကိုတင်မောင်ကသတိပေးလိုက်တယ်။မဟုတ်ဆိုးဆိုတာကလည်းတောဆိုတာနဲ့နေတယ်။မာယာများတယ်ဆိုတာကိုနားလည်ထားသူမို့ဒီလိုကိစ္စတွေကိုမေ့လျော့လို့မဖြစ်ပါ။အေးလောက်ရမှာပေါ့ကွာ။ဒါပေမဲ့ဒီတစ်ခါငါတို့ရင်ဆိုင်ရမှာကတာမန်သားကမှမဟုတ်တာ။ကျွန်တော်တို့၃ယောက်ရွာထွက်ညောင်ပင်ကြီးအောက်မှာပါလာတဲ့ကောင်းချင်းပေါင်းငချောက်ဖုတ်ရက်ကလေးနဲ့ပတ်ပြီးတော့တောပိုင်တောင်ပိုင်နေစီခွင့်ပန်လိုက်ကြတယ်။ဒီကနေ့ကိုသားထူးရဲ့ရာခင်းရှိတဲ့တောဆက်စီကိုခတ်သွက်ချီတက်ခဲ့ကြတယ်။နေထွက်စအချိန်မှပဲကိုသားထူးရဲ့ရာခင်းစီကိုရောက်ကြတယ်။မြင်လိုက်ရတဲ့မြင်ကွင်းကတကယ့်ကိုစိတ်ပြည့်စရာပါ။ဝါနဲ့ထိုးထားတဲ့တဲအိမ်ကလေးကမုံတိုင်းတန်ခံရတယ်လို့ရိုင်းနေနေပြီးတော့တဲတိုင်တိုင်းဆိုရင်ကျိုးပဲလို့နေတယ်။ကြည့်ပါအောင်ဆရာရဲ့ကျုပ်တို့ဖြက်စီးသွားတာဒီနေရာပဲကိုသားထူးကတဲဘေးကမြေပြော့ပြော့နေရကိုလက်ညှိုးထိုးပြတယ်ဆရာစောထီကတနက်ကိုမြေကြီးပေါ်ကိုချလူတစ်ဖက်ထောက်ပြီးခြေရာတွေကိုအသေးချကြည့်တယ်ပြီးတော့သူ့ရဲ့လက်ပွားကိုဖြန့်ပြီးခြေရာခွက်ထဲကိုထည့်တိုင်းကြည့်တယ်ဟာမောင်လိုက်ဒီဘက်ကိုလာကြည့်စမ်းကျွန်တော်အပြေးလွာသွားကြည့်လိုက်တော့မျက်လုံးပြူသွားတယ်ဟာဆရာဖះခြေရာကအကြီးကြီးပါလားကျွဲခြေရာထက်တောင်မှကြီးနေပါလားအေးလက်ပြောင်ခြေရာအဆက်ပဲကွာကြည့်စမ်းခွာကွဲရာကနှက်ပြီးတော့ကြီးတယ်နောက်ပြီးတော့ဒီခြေရာကိုကြည့်ရင်ဒီကောင်ကြီးရဲ့ကိုယ်အလေးချိန်ကိုခတ်မှန်းလို့ရတယ်ကွာပိတ်တာချိန်800ဒါမှမဟုတ်1000နီးပါးလောက်ရှိနေအကောင်ကြီးကွာကျွန်တော်စရွေးတစ်ချက်ညှို့ချလိုက်မိတယ်ပိတ်တာချိန်1000ဆိုတာကားတစ်စီးစာလောက်ကြီးတဲ့အကောင်ကြီးဒီလိုအကောင်ကြီးကအရှိန်နဲ့ဝင်တိုက်ရင်လူဆိုတာဟားတကောင်လိုပြားသွားနိုင်တာပေါ့ခြေရာတွေကတိုးတွေကိုပြန်ဝင်သွားတယ်ဆရာဒီလမ်းကြောင်းအတိုင်းပဲကိုကျင်မောင်ကတောဆက်ကိုညွှန်ပြရင်းနဲ့ပြောတယ်ဒီကောင်ကြီးကညဘက်လာမှွေပြီးတော့မနဲ့လင်းတာနဲ့တုံးနဲ့ထဲပြန်အောင်တဲ့သဘောပဲအုတ်သင်းကွဲပြောင်ထီးကြီးတွေကဒီလိုပဲနေဘက်ဆိုရင်ဝယုံကြောတွေကြောက်ကဘာတွေလိုမျိုးလူသူမနီးတဲ့နေရာတွေမှာအိတ်ဆက်အနားယူလေးရှိတယ်ဆရာစောတိကမတက်ပြန်ရလိုက်ပြီးတော့တနက်ကိုကြက်ကြနနပြန်ကင်လိုက်တယ်သူ့မျက်နှာထားကတည်ငြိမ်လေးနဲ့သွားတယ်ကဲတငယ်ချင်းတို့အခုကစပြီးတော့တတိထားကြတော့ငါတို့ချီရခံပြီးတော့လိုက်ကြမယ်စကားကြဲကြဲမပြောကြနဲ့ဆက်လေးမတောင်းနဲ့နော်တောကောင်လေးကအနက်ခံအရင်ကောင်းတယ်ကျွန်တော်တို့၃ယောက်တောရဲကိုစွန့်ဝင်လာခဲ့ကြတယ်တောကအပေါ်ကတပင့်ကြီးတွေအုပ်ဆိုင်နေတယ်လို့အောက်ခြေမှာလည်းဝယုံနေကျိန်ရွယ်တွေနဲ့ရှုပ်ထွေးနေတယ်ခြေရာတွေကထင်းရှားလွန်းလို့လမ်းစာရှာစရာသိမလို့ဘူးတောချမ်းလွန်းလို့ခရီးကတော့သိမတွင်ပါနောက်တနားရီလောက်ရှောက်လာပြီးမှတော့ရှေ့ကသွားနေတဲ့ဆရာစောတိကအကပြပြီးရက်လိုက်တယ်ဝယုံတောကြားတွေကနေကျွတ်ကျွတ်ဆိုတဲ့အတန်တက်တက်ထွက်လာကြလိုက်ရလို့ပါကျွန်တော်ကတနက်ကိုအသင့်ပြင်လိုက်တယ်ကိုတင်မောင်ကလည်းဒူးလေးကိုချိန်ထားလိုက်တယ်ဝယုံကြားကနေမဲမဲအရေးတစ်ခုလှုပ်ရှားနေတာတွေ့လိုက်တယ်ပြောင်ကြီးများလားဒါပေမဲ့ထွက်လာတာကပြောင်ကြီးမဟုတ်ပါဝါအုပ်တအုပ်ဝမကြီးတစ်ကောင်နဲ့ဝက်ကလေး၄-၅ကောင်လောက်ဝါမြက်တွေကိုတကြွကြွကြိုက်ဝိုင်းရင်းနဲ့ထွက်လာတာပါဆရာဟင်းစားတော့တွေ့ပြီဝက်ကလေးတစ်ကောင်လောက်ပြက်လိုက်ရမလားကိုတင်မောင်ကလေးတန်းတူတူနဲ့မေးတယ်သူကထမင်းချက်မလို့ဟင်းစားအတွက်ပူနေပုံရတယ်ဆရာစောတိကခေါင်းခါလိုက်တယ်မပြစ်နဲ့တနက်တန်ကြရင်ပြောင်ကြီးလန့်ပြေးသွားလိမ့်မယ်ဒူးလေးနဲ့ပြည့်ရင်လည်းဝက်အုပ်ကစွညံပြီးတော့တောလန့်သွားနိုင်တယ်ငါတို့လိုချင်တာဝက်သားမဟုတ်ဘူးရိုးမအရှင်ကိုလိုချင်တာသိခံကွဝက်အုပ်ကကျွန်တော်တို့ကိုမမြင်ပဲတော်ရဲကိုတိုးဝင်ပြီးတော့ကြောက်ွယ်သွားတယ်ကျွန်တော်တို့လည်းပြောင်ချီယာကြီးနောက်ကိုဆက်လိုက်လာခဲ့ကြတယ်တောကပို့ပို့ပြီးတော့နှက်လာတယ်နေရောင်ကြီးတောင်မှကောင်းကောင်းမကြတော့ပါနေလေ12နာရီလောက်ရောက်တော့ချောင်းချောက်ကလေးတစ်ခုပေးမှခြေရာတွေတွေးလို့ရက်တန့်သွားတယ်ဆရာစောတိကရေကြီးပေါ်ကခြောက်သိသွားတဲ့တပည့်တွေကိုဖယ်ကြည့်ရင်ဒီမှာကြည့်စမ်းဒီကောင်ကြီးဒီနေရာမှာလူးသွားတယ်ရေကြီးတွေကပူနွေးနေတော့မယ်ဆိုလိုတာကငါတို့နဲ့တိတ်မဝေးတော့ဘူးကွကျွန်တော်ကြောချမ်းသွားတယ်ကျွန်တော်တို့လိုက်နေတာမဟုတ်ပဲကျွန်တော်တို့ကိုဒီကောင်ကြီးကများချောင်းနေပြီလားပဝင်းချင်းကလည်းတိတ်ဆိတ်တော့နေညက်တန်တောင်မှမကြရပါတောကြီးကမုတ်ဆိုးတွေကိုစိန်ခေါ်နေတယ်လို့မှိုင်းညွတ်နေတော့တယ်ရှက်ခနေဆရာစောတိကအင်းကြီးအိတ်ကက်တွေကပြအိတ်ကလေးကိုထုတ်ပြီးလေတွေကိုအနှင်းငယ်ခါလိုက်တယ်ပြာမောင်တွေကကျွန်တော်တို့မျက်နှာချင်းဆိုင်ဘက်ကိုလွှင့်ထွက်သွားတယ်ဟာလေကဝိနေပါလားဒီတိုင်းဆိုလို့ကတော့ရှေ့ဆက်တိုးလို့မဖြစ်ဘူးဟဲ့အကောင်ကြီးကငါတို့နဲ့ကိုအရင်ရပြီးတော့ရှောင်ပြေးသွားလိမ့်မယ်ဒါမှမဟုတ်ရင်ငါတို့ကိုပြန်ချောင်းနေလိမ့်မယ်ဆရာစောတိကလေတန်တူတူနဲ့ညီးလိုက်တယ်မုတ်ဆိုးစည်းကန်းအရာလေညာကနေ
သားကောင်ကိုချင်းခဲ့ရတာဆိုပေမဲ့ရိုးမတော်ရဲ့လေချောင်းကမငြိမ်သက်ပါတောင်ပတ်လန်မှုလေကလေဟိုဘက်ဒီဘက်ဝေးဝိုင်နေတယ်မောင်လိုက်မင်းညာဘက်ဝယုံတန်းဘက်ကိုခွဲထွက်ငါဘယ်ဘက်ကဝိုင်မယ်တင်မောင်ကဒီနေရာမှာပဲသပင်ကွဲပြီးတော့စောက်ဘာမှမလုပ်နဲ့နော်ဆရာစောတိရဲ့အမိတ်တိုင်းကျွန်တော်ညာဘက်ဝယုံတော်ဘက်ကိုကိုကိုင်းပြီးတော့တိုးဝင်လိုက်တယ်ခြေတံမကြောက်အောင်ခြေပြားထောက်ပြီးကြောင်ချီလှမ်းရတယ်ခြောက်သွေးနေတဲ့ဝရွက်တွေကိုမနှင်းမိအောင်သတိထားရတာကလည်းအမောပါမိနစ်20လောက်ကြာမှတော့ကျွန်တော်ရှိဂိုက်90လောက်အကွာဝယုံပင်အောက်ကြီးတစ်ခုရဲ့ခြေရင်းမှာနတ်မောင်ကြီးမာတဲ့ကြောက်တုံးကြီးလိုအရာတစ်ခုကိုလှမ်းမြင်လိုက်ရတယ်ကျွန်တော်ရင်နေဒိတ်ကနေခုန်သွားတယ်ကြောက်တုံးကြီးမဟုတ်ပါနေရာအောက်မှာပြောင်းလဲနေတဲ့အမွေးနက်နက်တွေနဲ့ကြောကုန်းကြီးပါဖျားကြီးကြီးလိုက်တဲ့အကောင်တာမန်ပြောင်းလေးထက်ထွားတာတော့အသေးကြပဲလဲအိတ်နေတာတောင်မှကြောကုန်းမမှုကြီးကလူတရက်နီးပါလောက်မြင့်မာနေတယ်ကျွန်တော် point 300 rifle ကိုဖြည်းဖြည်းချင်းမောင်းတင်လိုက်တယ်လက်တွေကအနှင်းငယ်တုံကျင်နေတယ်ဒီလောက်နီးကပ်တဲ့အကွာဝေးဒီလောက်ကြီးတဲ့သားကောင်ဆရာစောတိဘယ်ရောက်နေပြီလဲသူရောညင်းရလားအဲ့ဒီအချိန်မှာပဲလေညင်းတစ်ချက်ကကျွန်တော်ဘက်ကနေပြောင်ကြီးရှိရာဘက်ကိုဝိတ်ကနေတိုက်ခတ်သွားတယ်သွားပြီကျွန်တော်စိတ်ထဲကနေအော်လိုက်မိတယ်ချက်ချင်းဆိုသလိုငြိမ်သက်နေတဲ့အကောင်ကြီးကဖလူကနေပဲနှောင်မောက်တန်ပေးလိုက်တယ်အတန်ကရင်နွေးအိုးစူတန်လိုမျိုးစူးရှပြီးတော့ကြောက်စရာကောင်းတယ်လဲနေရကနေဝုံဝင်နေထရက်လိုက်ပြီးတော့ညံလုံးလို့မျက်စိနဲ့တော့မလိုက်ဘူးမတက်ရလိုက်တဲ့အခါမှာသူ့ရဲ့ကြီးမားမှုကိုအတိုင်းကမြင်လိုက်ရတယ်ပခုံးဆိုင်သားတွေကအဖုလိုက်အထက်လိုက်ဦးကောင်ကအေးရမဆင်းအိုးကြီးလောက်ရှိပြီးတော့ဂျိုးနဲ့ချောင်းကကိုင်းညွတ်ပြီးတော့ခြုံထက်နေတယ်ရိုးမအရှင်ဆိုတဲ့ခုံပုတ်နဲ့တကယ့်ကိုမှလိုက်ဖက်တဲ့အေးရမသားကောင်ကြီးပါသူ့ရဲ့နှာခေါင်းဝါးတွေကပွားကာနဲ့လေကိုရှူသွင်းနေတယ်ကျွန်တော်တပင်ရဲ့နောက်ွယ်မှာအသက်အောင့်ပြီးတော့တနက်နဲ့ချိန်ထားလိုက်တယ်ပြကွင်းကမကောင်းဘူးဝလုံးတွေကွယ်နေလို့ဦးကောင်းကိုချိန်လို့မရဘူးကိုယ်တည်းကိုပြည့်ရင်လဲပွိုင်300ကြီးလောင်းတွေကရားတော့ရားပါမလားမသိပါရုတ်တရက်ဒိုင်းငနဲ့တောနဲ့ထဲကတနက်ကြီးတတန်ဟိမ့်ထွက်သွားတယ်ဆရာစောတိရဲ့ပွိုင်900နှလုံးပြူးတန်ကြီးပါပြောင်ကြီးကတုံငနေဖြစ်သွားပေမဲ့လဲမကြပါအုံငနေမှန်ဖီလိုက်ပြီးတော့ဝယုံတွေကိုခေါင်းနဲ့ထိုးခွဲပြီးတောနဲ့ထဲကိုဒုံဆိုင်ပြေးဝင်သွားတယ်မြေကြီးတွေတောင်မှတုံခီးသွားတယ်လို့ပဲမောင်းနိုင်လာခဲ့စမ်းဆရာစောတိရဲ့အတန်ကြားတော့မှကျွန်တော်လဲပုံးနေရာကနေထွက်လာခဲ့လိုက်တယ်ဆရာစောတိကတနက်ကကြည်စံပုပ်ပုကိုထုတ်ရင်းနဲ့မျက်နှာမကောင်းပါဆရာထိလားကိုတင်မောင်ကလည်းအပြေးလွှားရောက်လာတယ်ထိတော့ထိတယ်ကွဒါပေမဲ့ချက်ကောင်းကိုမထိပဲနဲ့ပေါင်ကိုရှက်ထိသွားတာထင်တယ်ကွဝယုံကြားကနေရုတ်တရက်ထပြီးတော့ငါလည်းအမြင်ပြက်လိုက်ရတာကွာသွေးဆက်ကြမကြသွားကြည့်အောင်ကျွန်တော်တို့3ယောက်ပြောင်ကြီးရှိတဲ့နေရာကိုသွားကြည့်ကြတယ်မြေကြီးပေါ်မှာနေရဲနေတဲ့သွေးကွက်တချို့ကိုတွေ့လိုက်ရတယ်ဟာသွေးတွေပဲဆရာဒါဆိုဒီကောင်ကြီးမလွတ်တော့ဘူးပေါ့ကိုတင်မောင်ကဝမ်းသာအားရပြောလိုက်တယ်ဒါပေမဲ့ဆရာစောတိကခေါင်းခါလိုက်တယ်သူ့မျက်နှာကပိုပြီးတော့တဲမာလာတယ်မလွတ်တာတော့ဟုတ်တယ်ဒါပေမဲ့ပိုကြောက်စရာကောင်းသွားပြီအုတ်သိန်းကွယ်ပြောင်ထီးကြီးတွေကဒဏ်ရာရထားရင်မုံဆိုးပြန်လုပ်တတ်တယ်သူကထွက်ပြေးမှာမဟုတ်ဘူးငါတို့ကိုပြန်ချောင်းပြီးတော့တတ်တော်မှာကွာတင်မောင်ရဆရာစောတိစကားကြောင့်တောကြီးကပို့ပြီးတော့မင်းမောင်သွားတယ်လို့ခံစားလိုက်ရတယ်နေဝင်ချိန်ရောက်တော့မယ်တရားရထားတဲ့ယုံမအရှင်ကဒီတော့အုပ်ထဲမှာတနေရာကနေကျွန်တော်တို့ကိုစောင့်ကြည့်နေတော့မယ်နေလုံးနီကရိုးမတော်တဲ့တွေရဲ့အနောက်ဘက်ကိုအုပ်ရှိုးသွားတယ်တော်ကြီးကရုတ်တရက်အမောင်တူပြီးကြလာတယ်လို့စိတ်ချောက်ချစရာကောင်းလွန်းလာတယ်ဆရာစောတိကသွေးကွက်တီဆက်ရလမ်းကြောင်းကိုကြည့်ပြီးတက်ပြင်းတစ်ချက်ချလိုက်တယ်မောင်နိုင်ဒီညတော့ဒီကောင်ကြီးနောက်ဆက်လိုက်လို့မဖြစ်တော့ဘူးတောကမောင်နေပြီတရားရထားတဲ့ပြောင်ဆိုတော့ချုံပုတ်ထဲမှာငြိမ်နေပြီးတော့အနားရောက်မှခွေတက်တာအမောင်ထဲမှာသူ့ကိုသွားရှာတာကိုယ်သေးတွေကိုတူးတာနဲ့အတူတူပဲဒါဆိုရင်ကျွန်တော်တို့ဘယ်မှာစခန်းချမလဲဆရာမြေပြင်မှာအိတ်ဖို့ကမဖြစ်နိုင်ဘူးနော်ကျွန်တော်မေးလိုက်တော့ဆရာစောတိကခေါင်းညိတ်တယ်ဟုတ်တယ်မြေပြင်မှာတဲထိုးလို့မရဘူးဒီကောင်ကြီးကငါတို့အနှံ့ကိုမှတ်မိနေပြီညကျရင်ငါတို့ကိုပြန်ချောင်းမှသေးကြတယ်အဲ့ဒါကြောင့်မြေပြင်နဲ့လွတ်တဲ့နေရာမှာနေမှဖြစ်မယ်ကျွန်တော်တို့3ယောက်အနီးနားကတောင့်တင်ခိုင်မာတဲ့ကညင်ပင်ကြီးတစ်ပင်ကိုရှာဖွေလိုက်ကြတယ်ကိုတင်မောင်ကဓမ္မနဲ့ဝါးရီကိုခုတ်ကျွန်တော်နဲ့ဆရာစောတိကတစ်ပင်အထက်15ပေလောက်အမြင့်မှာလင်းစင်ထိုးဖို့ပြင်ဆင်ကြတယ်။အုပ်စိုးစကားနဲ့ပြောရရင်တော့လေးခိုတာပေါ့။လင်းစင်ကိုဝလုံးနေခင်းကျိန်ရွယ်တွေနဲ့တင်းနေအောင်စီးပြီးတဲ့အချိန်မှာတော့တော်ကြီးကလုံးဝကိုမှောင်ကျသွားပြီ။ကျွန်တော်တို့3ယောက်လင်းစင်မောင်ရောက်တာနဲ့ကိုတင်မောင်ကပါလာတဲ့ကောင်းကြီးတုံးနဲ့အမဲ6ဖုတ်တွေကိုထုတ်ကြွေးတယ်။မီးမွေးလို့မဖြစ်ပါ
မီးရောင်မြင်ရင်သားကောင်ကရှောင်ပြေးသွားမှဆိုရတယ်လို့တခြားအန်ဒီရတွေလည်းရှိနိုင်လို့ပါတောနဲ့ကြီးတွေကတောက်ခနဲ့អော်လိုက်တဲ့ကြီးကလိုအပ်တာထပ်ပို့ပြီးတော့ကျဲလောင်နေတယ်လို့ပါလေတိုးတန်ကလွင်ရင်ကျန်နာတွေကတိတ်ဆိတ်တော့နေဟောင်းလိုက်မင်းအရင်ကင်းဆောက်လိုက်ငါနဲ့တင်မောင်တမီးလောက်အိမ်နေတတိထားနော်ငါပြောတဲ့မုတ်ဆိုးပြန်ဆိုတာကိုမင်းရှော့မတွက်နဲ့ဆရာစောတိကဝိုက်900တနက်ကြီးကိုပေါင်ပေါ်တင်ပြီးတော့မှာတယ်ဆရာမုတ်ဆိုးပြန်ဆိုတာတကယ်ပဲဒီလောက်ကြောက်စရာကောင်းလားကျွန်တော်သိချင်စိတ်နဲ့မေးလိုက်တယ်ဆရာစောတိကအမောင်လေးကိုစိုက်ကြည့်ရင်လေတန်အေးအေးနဲ့ပြောပြတယ်ကောင်းတာပေါ့ကွတာမန်အချိန်ဆိုရင်သားကောင်ကလူကိုကြောက်တယ်ဒါပေမဲ့ဒဏ်ရာရသွားရင်နာကျင်မှုကြောင့်ဒေါသဖြစ်ပြီးတော့ကြောက်စိတ်ပြောက်သွားတတ်တယ်အထူးသဖြင့်ပြောင်တို့ကြားတို့ဝဲဝန်တို့ပေါ့သူတို့ကထွက်ပြေးတဲ့ရောင်နဲ့ရှေ့ကသွားပြီးမှလမ်းတစ်ခုကို꿰ပြီးကိုနောက်ကျောဘက်ကိုပြန်ပတ်လာတတ်တာပြီးတော့ကိုမထင်မှတ်တဲ့နေရာမှာဝင်တိုက်တာပဲအခုငါတို့လိုက်နေတဲ့ရိုးမအရှင်ကတာမန်အကောင်မဟုတ်ဘူးနှစ်ပေါင်းများစွာမုတ်ဆိုးတွေကိုရှောင်လာတဲ့ပါရမီရှင်ကွသူဒီနားမှာရှိနေမှာဆရာစကားမဆုံးခင်မှာပဲဘလွမ်းကနေကျုပ်တို့လင်းစင်အောက်တက်တဲ့ဝယုံတော်တွေကနေ၆သွေ့နေတဲ့ဝက်ကိုင်းတစ်ခုကိုနင်းချိလိုက်တဲ့အတန်လို့ကြားလိုက်ရတယ်ကျွန်တော်တို့၃ယောက်သာအသက်ရှူတဲ့နောက်မှရက်တန့်သွားကြတယ်ကိုတင်မောင်ကဖျားစာရွတ်နေတယ်ဆရာစောတိကသူ့ကနက်ကိုအသာမောင်းတင်လိုက်တယ်တိတ်တိတ်နေဆရာစောတိကလက်ကပြတယ်လင်းစင်အောက်ကအမောင်တူထဲမှာတစုံတစ်ခုရှိနေပြီလေတိုက်လို့ဝလုံးချင်းပုတ်တိုက်တံမဟုတ်လေးလံတဲ့အရာတစ်ခုကရေကြီးကိုနင်းလိုက်တဲ့အတန်ပြီးတော့တရှူရှူနဲ့ပြင်းထန်တဲ့နှောင်မုတ်တံကျွန်တော်ကြောကုန်းမှာချွေးစည်းတွေပြန်လာတယ်သူရောက်နေပြီကျွန်တော်တို့ရှိတဲ့တစ်ပင်အောက်ကိုသူရောက်နေပြီအပေါ်ကိုမောကြည့်နေမလားဒါမှမဟုတ်လင်းစင်ထိုးထားတဲ့တစ်ပင်ကြီးကိုများဝင်တိုက်မလားဒီလောက်ကြီးတဲ့အကောင်ကြီးသာအရှိန်နဲ့ဝင်ဆောင်ရင်ကျွန်တော်တို့လင်းစင်ဘယ်လောက်ခံနိုင်မလဲကျွန်တော်တို့ရဲ့လင်းစင်ထိုးထားတဲ့ကညင်ပင်ကြီးရဲ့အောက်ခြေမှာအမောင်တူကပိမ့်ပိန်နေတယ်လာရောင်မရှိတဲ့လားခွေညံမို့လက်ဖွားလောက်အကွာဝေးကိုတော့မှမမြင်ရပါတရှူရှူနဲ့နှောင်မုတ်တန်ကြီးကပိုးကျဲလာတယ်တာမန်တောကောင်တကောင်ဖြတ်သွားတာမဟုတ်နိုင်ဘူးဆိုတာကျွန်တော်တို့၃ယောက်စလုံးရှိစားမိနေတယ်အောက်ကအကောင်ကြီးကသူ့တန်ရနာကျင်မှုကြောင့်မအိပ်နိုင်ပဲဒေါသတကြီးနဲ့လှည့်ပတ်သွားလာနေတာပါရုတ်တရက်ကညင်ပင်ကြီးရဲ့ပင်ချီကိုကြီးမားတဲ့အရာတစ်ခုကဒုံဝင်နဲ့ဝင်ဆောင်လိုက်တဲ့အတန်ကြီးထွက်ပေါ်လာတယ်ကျွန်တော်တို့ထိုင်နေတဲ့လင်းစင်တစ်ခုလုံးရှိငင်းနဲ့လှုပ်ရှားသွားတယ်ကိုတင်မောင်ကဘေးကတက်ကိုင်းကိုအတင်းဖတ်ထားလိုက်တယ်ဟာတော့ကျိုးနေဒီကောင်ကြီးငါတို့ရှိမယ်သိနေပါရောလားကွကျွန်တော်ကတီးတိုးရေရွတ်လိုက်တယ်ဆရာစောတိကကျွန်တော်ပခုံးကိုလှမ်းပုတ်ပြီးတော့အတန်မထွက်ဖို့တတိပေးတယ်သူလက်ထဲက.900တနက်ကြီးကအောက်ကိုစိုက်ထားပေမဲ့ပြစ်လို့မဖြစ်ဘူးအမောင်လေးမှာရမ်းပစ်လိုက်လို့မထိပဲလွဲသွားရင်တနက်မီးပွင့်ကြောင့်ကျွန်တော်တို့မျက်စိတွေခဏတာကန်းသွားနိုင်တယ်နေရာတိကျတိသွားတဲ့ပြောင်ကြီးရဲ့ရန်ကိုလည်းပို့ပြီးတော့စိုးရိမ်ရတယ်လေညင်းတစ်ချက်ဝေးလိုက်တိုင်းအောက်ခြေကညီဆူဆူအနံ့ဆိုးကြီးတခုလင်းစင်ဘက်ကိုတက်လာတယ်ဒါကပြောင်ကြီးရဲ့ချွေးနဲ့ဒါမှမဟုတ်သွေးနဲ့ဖြစ်ရမယ်အောက်ကဝါးချောက်တွေကိုနင်းချိနေတဲ့အတန်တွေကကျွန်တော်တို့လင်းစင်ဘက်ကိုပတ်ပြီးတော့ရှောက်နေတယ်လို့ပဲတစ်ချက်သပင်ကိုဂျိုးနဲ့ခေါ်လိုက်တဲ့ကွက်ခနဲဆိုတဲ့အတန်မျိုးကြားရရင်ကိုတင်မောင်ခမတုံတက်သွားရှာတယ်ဒီလိုနဲ့ညတကောင်ရဲ့အချိန်လောက်မှာတော့အတန်ကတိတ်ဆိတ်သွားပြန်တယ်သူပြန်သွားပြီလားဒါမှမဟုတ်ငြိမ်ပြီးတော့များစောင့်နေသလားမဟုတ်ဆိုအတွေ့အကြုံရတော့တောကောင်တွေငြိမ်သက်သွားတဲ့အချိန်ကအန်ဒီရဲ့အရှိဆုံးဆိုတာကျွန်တော်သိထားတယ်ဆရာစောတိကကျွန်တော်နာနာကပ်ပြီးတော့လေတံမြင်မြင်လေးနဲ့ပြောလိုက်တယ်ဟောင်းလိုက်အိမ်မပြောစီနဲ့သူမသွားသေးဘူးတပည့်အောင်နာကခြုံပုတ်ထဲမှာငြိမ်နေတာမနဲ့လင်းလုံးငါတို့လင်းစင်ဘောကဆင်းတာနဲ့သူကရဲမှုဖို့စောင့်နေတာကွကျွန်တော်ကြောချမ်းသွားတယ်လူနဲ့တရိတ်ဆန်ညံချင်းရှင်ပြိုင်နေကြပြီလားသူကကျွန်တော်တို့ဆင်းမရအောင်လို့ပိတ်ဆို့ထားတာလားမနဲ့2 နာရီလောက်ရောက်တော့တောချက်တွန်တန်တက်ကြားရတယ်ရှေးဘက်ကောင်းကင်ကအနှင်းငယ်ဖြူစားပြုတ်နေပြီဒီချိန်မှာအောက်ခြေကဝုန်းငင်းနဲ့ပြေးတက်လာတဲ့ခြေတံကြီးကိုကြားလိုက်ရတယ်ဟူတော့ပါသေးရဲ့ကွာကိုတင်မောင်ကတပြင်းချလိုက်တယ်ဒါပေမဲ့ဆရာစောတိရဲ့မျက်နှာကတော့မကောင်းသေးပါမနဲ့လင်းလို့လင်းရောင်ကောင်းကောင်းရချိန်မှာကျွန်တော်တို့လင်းစင်အောက်ကိုငိုကြည့်လိုက်ကြတယ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျွန်တော်တို့မျက်လုံးပြူသွားတယ်ကညင်ပင်ကြီးရဲ့အောက်ခြေပတ်ပတ်လေးမှာရေကြီးတွေကမွားစာကျဲနေပြီးတော့တပည့်အောက်ခြေအခောက်တွေကဂျိုးနဲ့ထိုးထားလို့စုပ်ပြတ်နေတယ်အဆိုးဆုံးကတပည့်ချီရင်မှာကြံခဲ့တဲ့သွေးကွက်တွေနဲ့အတူတွေးလိုက်ရတဲ့အရာတစ်ခုပါအဲ့ဒါကမနီကကျွန်တော်တို့လမ်းမှာပြစ်ချထားခဲ့တဲ့ဝပိုးဝါတစ်ပိုင်းပါပဲအဲ့ဒီဝါပိုင်းကိုပြောင်ကြီးကကိုက်ချိုးပြီးတော့တပည့်အောင်မှာလမ်းချထားခဲ့တယ်ဆရာအဲ့ဒါဘာသဘောလဲဟာဒါစိန်ခေါ်တာပဲမောင်နိုင်သူငါတို့မှတ်မိနေပြီဒီဝါပိုင်းကိုချိုးပြတာကလေ
ငါတို့ကိုသူဒီလိုချိုးပြမယ်လို့ကျိန်းဝါလိုက်တာပဲကွာဒီခကြီးကငါထင်ထားတာထက်ပိုကျန်းတော့မယ်ဆရာစောတိကတနက်ကိုကြောမှလွယ်လိုက်ရင်းနဲ့ပြက်သားတဲ့အတန်နဲ့ပြောလိုက်တယ်စင်ကြစို့ဒီနေ့တော့အဖြေတစ်ခုထွက်အောင်ပြစ်ကြရအောင်ကျွန်တော်တို့လင်းမော်ကဆင်းလိုက်ကြတယ်ရေကြီးပေါ်ချေးချလိုက်တာနဲ့တောကြီးရဲ့အန်ဒီရဲ့ကကျွန်တော်တို့ခြေထောက်အောက်ကိုချက်ချင်းရောက်လာတယ်လို့ခံစားလိုက်ရတယ်မနက်ခင်းနေရောင်ကြီးကဝရွက်တီကြားကနေထိုးပေါက်ဝင်ရောက်လာပြီးတဲ့နောက်ကျွန်တော်တို့၃ယောက်သာခြေရနောက်ကိုတစ်ခေါက်ခေါက်လိုက်ကြတယ်ရိုးမအရှင်ရဲ့ခြေရကတော့ထူးဆန်းနေပုံမှန်ဆိုရင်ဒဏ်ရာရထားတဲ့သားကောင်းကလုံခြုံစိတ်ချရတဲ့တောနဲ့ရှိုးမြောင်တွေဘက်ကိုပြေးလို့ရှိတယ်ဒါပေမဲ့အဲ့ဒီကောင်ကြီးကတော့တောင်တက်တောင်ဆင်းလန်းတွေဝါချောက်တော်တွေနဲ့ကြောက်စလစ်ကုန်းတွေဘက်ကိုဦးတည်ပြီးတော့သွားနေတယ်နေ့လယ်7 နာရီလောက်ရောက်တော့နေရှိန်ကတော်တော်ကိုပြင်းလာတယ်ပကိုးယူမရဲ့ຫນွေဥပေါက်နေရှိန်ကအရေကုံကိုစုပ်ခွာမတက်ပူပြင်းလာတယ်ကျွန်တော်တို့ပါလာတဲ့ရေဘူးတွေကရေကလေတဝက်လောက်ကျိုးသွားပြီဆရာခဏလောက်နားအောင်မလားကျွန်တော်မောနေပြီဗျကိုတင်မောင်ကအမောဆုပ်နေတဲ့အတန်းနဲ့ပြောတယ်သူမျက်နှာကချွေးတွေရွှဲပြီးနှက်ခမ်းတွေကခြောက်နေတယ်ဆရာစောတိကရှေ့ရချေရတွေကိုကြည့်ပြီးတော့မျက်မှောင်ကျုပ်လိုက်တယ်မဖြစ်ဘူးတင်မောင်ဒီနေရာနားလို့မဖြစ်ဘူးကွကြည်စမ်းဒီနေရာခရတော်စူးတော်ကွငါတို့ထိုင်လိုက်တာနဲ့မြင်ကွင်းပိတ်သွားမယ်ဒီကောင်ကြီးကငါတို့ကိုလှုပ်ကြံချင်ဒီလိုနေရာမျိုးကိုရွေးမှာဆရာစောတိပြောတာမှန်တယ်ကျွန်တော်တို့ရောက်နေတဲ့နေရာကစူးရီနွေးတွေရှုပ်ထွေးနေတဲ့တောဆက်ပါလူကတိုးရခက်ပင်နဲ့အရှိကွန်ထူတဲ့ပြောင်ကြီးအတွက်တော့အေးစေဖြတ်တန်းသွားနိုင်တဲ့နေရာမျိုးပါကျွန်တော်တို့ဆက်လျှောက်လာကြတယ်အာကောင်ကြီး၆ကပ်လာတယ်ရေတငုံတောက်လိုက်ခရီးဆက်လိုက်နေဒါပေမဲ့ထူးခြားတာကခြေရာတွေကရေရှိတဲ့ချောင်းဘက်ကိုလုံးဝဦးတည်မသွားဘဲနဲ့ရေရှားတဲ့တောင်ကျောတွေပေါ်ပဲတက်သွားတယ်။မောင်နိုင်မင်းသတိထားမိလား။ဆရာစောတိကရေဘူးကိုမော့ရင်းနဲ့မေးလိုက်တယ်။ဟုတ်ကဲ့ဆရာ။ဒီကောင်ကြီးကရေရှိတဲ့နေရာတွေကိုရှောင်သွားနေတယ်။တမင်တက်တက်လုံနေတယ်လို့ပဲ။အေးမြေတွေးမိတာမှန်နေကွာ။ပါးကောင်ကြီးတွေကပါနေတယ်။သူတို့နောက်ကိုလိုက်တဲ့မုတ်ဆိုးတွေရေပြက်ပြီးတော့အားပြက်သွားအောင်လို့လှည့်စားတတ်တယ်။သူကတော့တောကျွမ်းတော့ရေအိုင်ငယ်လေးတွေရှော့အိုင်နေမှာရေဆုပ်တောက်သွားနိုင်မယ်ကွာ။ငါတို့ကတော့ရေမရှိရင်သိမ်းပါလေ။မွန်လွဲ2 နာရီလောက်မှကျွန်တော်တို့ရေကုန်သွားပြီ။ကိုတမောင်ခင်ဗျာခြေကုံလက်ပန်းကျခြင်းနေပြီ။နေကလည်းပို့ပူလမ်းကလည်းကျန်းစိတ်ကလည်းလှုပ်ရှားရတော့လူကရေတက်ကုန်ခန်းတာပုံမြန်နေတယ်။ဆရာဟိုရှိမှစမ်းကြောင်းလေးတစ်ခုရှိဘူးတယ်။ကျွန်တော်မှတ်မိတယ်ဗျ။ကိုတင်မောင်ကအားတက်တယ်ရောပြောပြီးရှေ့ကိုပြေးသွားတယ်။ဟေးတင်မောင်မသွားနဲ့တတိထား။ဆရာစောထိလှမ်းတားပေမဲ့ကိုတင်မောင်ကရှေးငက်စုံနေရှေ့ကဝဲရုံအကွယ်ကိုပွေသွားလိုက်တယ်။ရုတ်တရက်ဝုန်းငင်းနဲ့ကျွတ်ခနဲ့အတန်းနဲ့အတူကိုတင်မောင်ရဲ့အားကနေအော်တန်းနဲ့ဝဲရုံတွေကလှုပ်ခါသွားတယ်။သေပြီမောင်လိုက်လာလာမြင်မြင်လား။ဆရာစောထိကတနက်ကိုမောင်းတင်ပြီးရှေ့ကိုပြေးတက်သွားတယ်။ကျွန်တော်လည်းအပင်ပန်းတွေတောင်ပျောက်ပြီးတော့အနောက်ကနေပြေးလိုက်သွားတယ်။ဝဲရုံကွေ့ကိုကြော်လိုက်တာနဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျွန်တော်ရင်ဝါကိုစောင့်ကန်ခံလိုက်ရတယ်လို့ဖြစ်သွားတယ်။ကိုတင်မောင်ကရေကြီးပေါ်မှာလဲကျနေတယ်။သူ့ဘေးနားမှာဝါးပင်တွေကကျိုးပဲ့ကုန်တယ်။ဒါပေမဲ့ကံကောင်းတာကပြောင်ကြီးကိုတော့မတွေ့ရဘူး။ကိုတင်မောင်ကလဲကျနေတဲ့နေရာရဲ့ရှေ့တက်ကရှုံဆက်ဆက်ရေအိုင်လေးထဲမှာတော့ပြောင်ကြီးရဲ့ခြေရအသစ်ဆက်ဆက်နဲ့အတူရေတွေကနောက်ကျနေတယ်။တင်မောင်ဘာဖြစ်သွားသေးလဲ။ကျွန်တော်တို့ပြေးသွားပြီးကိုတင်မောင်ကိုထူလိုက်ကြတယ်။ကိုတင်မောင်ကမျက်လုံးပြူနေတယ်။သူ့ပေါင်မှာသွေးတွေစုပ်နေတယ်။ဆရာကျွန်တော်ရေအိုင်နာကတ်သွားတော့ဝယုံကြားကနေရုတ်တရက်ထွက်လာပြီးတော့ခွေတာဗျကျွန်တော်ရှောင်လိုက်လို့ဒါပေမဲ့ဝငုံဆိုင်မိပြီးတော့ခြေထောက်တော့နာသွားတယ်ဆရာစောတိကပဝင်းချင်းကိုတနက်နဲ့ချိန်ရင်အကဲခတ်နေတယ်တော်သေးတာပေါ့ကွာဒီကောင်ကြီးကမင်းကိုအသေးမသက်ပဲနဲ့တတိပေးလိုက်တာဒါမှမဟုတ်ငါတို့အုပ်စုလိုက်ရောက်လာမှဆိုလို့ရှောင်ပြေးသွားတာဖြစ်မယ်အခြေအနေကစိုးသွားပြီရေကမရှိရေရှိတဲ့စမ်းအိုင်ကြတော့လေပြောင်ကြီးကဆင်းလူးသွားလို့ရွှွနေတဲ့နောက်ကြည့်ပြီးတော့တောင်းဝင်ရဖြစ်နေတယ်အစိုးဆုံးကတော့ကိုတင်မောင်ခြေထောက်တန်ရာရသွားတာပဲလူကွဲရင်အသက်ခံရနိုင်နေဆိုတဲ့အသည့်ကကျုပ်တို့ခေါင်းထဲရောက်လာတယ်ဆရာဘယ်လိုလုပ်မလဲရေကလည်းတောက်လို့မရတော့ဘူးဆရာစောတိကနောက်ကြည့်နေတဲ့ရေအိုင်ကိုကြည့်ပြီးတပြင်းချလိုက်တယ်ဟောင်းလိုက်အရတိညာဒီနားမှာပဲစခန်းချမှာဖြစ်မယ်တင်မောင်တရားနဲ့ခရီးဆက်လို့မဖြစ်ဘူးပြီးတော့ရေကိုငါတို့ဝဘိုးဝါးတွေထဲကနေရှာရလိမ့်မယ်နေဝင်ရီတရောချိန်ရောက်လာပြန်ပြီရန်သူကအနားမှာရှိနေတာသိကြတယ်ဒီတညတော့ကျွန်တော်တို့ဘယ်လိုကြောက်ဖြတ်ကြမလဲရေဆရာကျွန်တော်ရေးစားတယ်ကိုတင်မောင်ကညီးတန်တူတူနဲ့တောင်းတယ်ခြေထောက်တန်ရာကနာရာကတစ်ဖက်ရေငတ်တာကတစ်ဖက်မို့သူ့မျက်နှာကဖြူဖက်ဖြူရောဖြစ်နေတယ်ဆရာစောတိက
သူ့လိုအိတ်ထဲကဓမြောင်ကိုထုတ်လိုက်ရင်းနဲ့မတ်တက်ရက်လိုက်တယ်။မောင်လိုက်နေတင်မောင်ကိုသတိထားကြည့်နော်။ငါဒီနာဝယုံနေမှာဝါရီတော့ရှာလိုက်အောင်မယ်။တနက်ကိုအသင့်ပြင်းထားနော်။ဆရာစောတိကပြောဆူဆူဘေးနာကဝဘိုးဝယုံကြီးဝီစီကိုတိုးကပ်သွားတယ်။ကျွန်တော်လည်းဝိုင်း300ရိုက်ဖယ်ကိုဒူးပေါ်တင်ကိုတင်မောင်ကိုဖေးမရင်းနဲ့ပတ်ဝန်းကျင်ကိုမျက်စိကစားကြည့်နေရတယ်။နေဝင်ရီတရောအချိန်မို့တော်ကြီးကမိကူရောင်တန်းလာပြီ။တိတ်ဆိတ်လုံးနဲ့လေတူတွေမှာဆရာစောတိရဲ့တတောက်တောက်ဆိုပြီးဝလုံးကိုဓာတ်နဲ့ခောက်ကြည့်တဲ့အတန်းကကျဲလောင်နေတယ်လို့ပဲ။မိုးစိုးတွေကဝယုံထဲမှာရေရှိမရှိသိဖို့ဝလုံးကိုခောက်ကြည့်လေးရှိတယ်။ရေရှိတဲ့ဝလုံးဆိုရင်အတန်းကအနှင်းငယ်အပ်ပြီးတော့လေးတယ်။ပုံမှန်ဆိုရင်ဝဘိုးဝါစက်တောင်းဝါးတွေရဲ့အစ်စ်ကြောင်မှာရေချိုးကခိုးအောင်နေတတ်တယ်။ဒါကတော့တော်ကြီးမျက်မဲထဲမှာအသက်ရှင်ဖို့တခုတည်းသောနီးလန်းပဲ။ရပြီခေဒီမှာတလုံးတွေ့တယ်။ဆရာစောတိရဲ့အတန်းကြောင့်ကျွန်တော်ဝမ်းသာသွားတယ်။ကျွန်တော်ဝလုံးတစ်လုံးကိုခုတ်လှဲပြီးတော့ပြန်လာတယ်။ဝစီအောင်နာကိုဖောက်ကြည့်လိုက်တဲ့အခါကြည်လင်အေးများတဲ့ဝါးရည်တွေကစီးကျလာတယ်။ကိုတင်မောင်ရဲ့ပါဇက်တဲကိုဝါးရည်တွေလောင်းထည့်ပေးလိုက်တဲ့အခါသူကအသက်ရှူချောင်သွားပုံရတယ်။ကျွန်တော်နဲ့ဆရာစောတိလည်းတယောက်တစ်စစ်စီမော့တော့လိုက်တယ်။ဝါးရည်ကအနှင်းငယ်ခတ်သက်အရသာရှိပေမဲ့အခုချိန်မှာတော့နဲ့ရည်စင်လိုပါပဲ။ကဲရေကိစ္စတော့ပြေးလေသွားပြီ။အခုတင်မောင်ရဲ့ဒဏ်ရာကိုကြည့်ရအောင်။ဆရာစောတိကကိုတင်မောင်ရဲ့ဘောင်းမိစာကိုလှမ်းကြည့်လိုက်တယ်။ဝငုတ်ထိုးမိထားတဲ့နေရာကညူမဲပြီးတော့ရှောင်ကိုင်းနေတယ်။သွေးတွေကလည်းစုပ်နေတော့ဒဏ်ရာကတိတ်မနှက်ပေမဲ့အသွားမတော်ဘူးကွ။အယိုးထိသွားမလားတော့မသိဘူး။ဒီညတော့ငါတို့လင်းစင်အမြင့်ကြီးမထိုးနိုင်တော့ဘူး။မောင်နိုင်ကြီးလုံအောင်ဟာတင်မောင်ကတက်ပင်မတက်နိုင်တော့ဘူးလေ။ကျွန်တော်ရင်ထဲမှာထိတ်ကနေဖြစ်သွားတယ်။ဘလို့လောက်အောင်လဲဆရာ။မြေပြင်မှာအိမ်ဒီကောင်ကြီးကမြေပြင်မှာမအိပ်ဘူး။ဒီဘက်နားမှာကြောက်ဖြာကြီးတခုငါတွေ့ခဲ့တယ်။အဲ့ဒီကြောက်ဖြာရေကြီးနဲ့ဆဲပေးလောက်တော့กว่าတယ်။အဲ့ဒီအပေါ်မှာပဲစခန်းချကြတာပေါ့။ကျွန်တော်တို့ကိုတင်မောင်ကိုတွေ့ပြီးကြောက်ဖြာကြီးရှိတဲ့စီခက်ခဲနဲ့ရွှေ့ခဲ့ကြတယ်။ကြောက်ဖြာပေါ်ရောက်တော့နေကလုံးဝကိုဝင်သွားပြီ။မောင်မဲနေတဲ့တောကြီးထဲမှာကျွန်တော်တို့3ယောက်ကြောက်ဖြာပေါ်မှာပက်လက်ကလေးတွေဖြစ်နေကြတယ်။ည8 နာရီလောက်ရောက်တော့လေငိန်သွားတယ်။အဲ့ဒီလေငိန်တဲ့အချိန်မှာပဲတအီနဲ့ဆွဲငင်ပြီးတော့អော်လိုက်တဲ့တတော်တစ်ကောင်ရဲ့အတန်းကတောနဲ့ထဲမှာပဲ့တင်ထက်သွားတယ်။ဆရာအဲ့ဒါဘာတန်းလဲ။ကိုတင်မောင်ကကြောက်နေတဲ့ကြောင်မိလိုက်တယ်။တောခွေးကွာ။တောခွေးတော့တောခွေးအတန်းပဲ။ဒါပေမဲ့ထူးခြားတယ်။တောခွေးတွေကဒီနေရာမှာမရှိတဲ့ဘူးလေ။ဆရာစောတိကမျက်မှောင်ကျုပ်ရင်းနဲ့ပြောလိုက်တယ်။နောက်ထပ်အတန်းတစ်ခုထပ်ပေါ်လာပြန်တယ်။ဒီတစ်ခါတော့တောခွေးတန်မဟုတ်ဘူး။လေချောင်းလေးကဟိန်းထွက်လာတဲ့နံပီတန်။ရိုးမအရှင်ပဲကျွန်တော်ကရေရွတ်လိုက်တယ်။ဆရာစောတိကတနက်ကိုချစ်ပအောင်စုပ်ကိုင်လိုက်ရင်းနဲ့မောင်းလိုက်ခြေနေတိတ်မကောင်းဘူး။တောခွေးအုပ်ကသွေးနဲ့ရောက်လို့ရောက်လာတာဖြစ်မယ်။တင်မောင်တရားကသွေးနဲ့ကိုရသွားပြီ။ပြီးတော့ဟိုကောင်ကြီးရိုးမအရှင်ကလည်းအနားမှာရှိတယ်။သူကတောခွေးတွေကိုတုံးချပြီးတော့ငါတို့ကိုတိုက်ခိုက်မလားတော့မသိဘူး။ဟာတော်ထဲမှာကြားကြောက်လို့ရှင်ကြီးကြားထက်ဆိုတာမျိုးဖြစ်နေပြီပဲ။တစ်ဖက်ကလူသားစားတောခွေးအုပ်တစ်ဖက်ကမုတ်ဆိုးကိုပြန်ချောင်းနေတဲ့ရိုးမအရှင်ကျွန်တော်တို့ခိုးနားနေတဲ့ကြောက်ဖြာကရောသူတို့ရံကိုကာကွယ်ပေးနိုင်ပါမလား။အမောင်ထဲမှာစိမ့်ဖန်မျက်လုံးအရောင်အရှိအတွက်များများကကျွန်တော်တို့ကြောက်ဖြာနားမှာဝိုင်းလာကြပြီ။ကျွန်တော်တို့ခိုးနားနေတဲ့ကြောက်ဖြာကြီးရဲ့ပတ်လေအမောင်တို့တွေမှာစိမ့်ဖန်မီးရောင်တွေရာနဲ့ချီပြီးတော့တောက်လောင်နေတယ်လို့ပဲ။အဲ့ဒါပိုးဆုံးကျူတွေမဟုတ်ဘူး။သွေးစာနေတဲ့တောခွေးအုပ်ရဲ့မျက်လုံးတွေပါ။တောခွေးတွေရဲ့အတန်ကတာမန်ခွေးဟောင်တန်နဲ့မတူဘူး။လေချောင်းတွေကနေညှစ်ထုတ်လိုက်တဲ့အတန်ဆိုးကြီးတွေမို့ကြားရတဲ့သူရဲ့အသေးနှလုံးကိုတုန်လှုပ်စေတယ်။လင်းညင်းသွေးလိုက်တိုင်းအုပ်စော်နဲ့အနံ့ဆိုးကြီးကကြောက်ဖြာဖို့အထိလိုက်ခနဲ့တက်လာတယ်။ဆရာသူတို့တက်လာကြမလားယင်။ကိုတင်မောင်ရဲ့အတန်ကတုံကျင်နေပြီးတော့သွားချင်းရိုက်တန်ကိုတောင်မှကျွန်တော်ကြားနေရတယ်။တရားရထားတဲ့သူ့ခြေထောက်ကသွေးနဲ့ကဒီငရဲခွေးတွေကိုဖိတ်ခေါ်နေတယ်လို့ဖြစ်နေတာကိုအကြောင်းနဲ့တင်မောင်စိတ်ကိုတင်းထားသူတို့ဒီကြောက်ဖြာကိုအလွယ်တကူမတက်နိုင်ဘူးကွ။ဆရာစောတိကအပေးစကားပြောနေပေမဲ့သူ့လက်ထဲကတနက်ကိုကိုင်းထားတဲ့လက်တွေကအကျောတွေထောင်နေတယ်။ဆရာကြီးလည်းကြောက်နေပြီ။အုပ်စိုးသက်တမ်းတစ်လျှောက်မှာတော်ခွေအုပ်နဲ့တိုးတာကအန်ဒီရဲ့အကြီးဆုံးဆိုတာသူသိတယ်။ကြားဆိုရင်တကောင်လေးမို့ရင်ဆိုင်ရရင်လွယ်ကောင်းလွယ်လိမ့်မယ်။တော်ခွေတွေကအုပ်စုလိုက်ကိုက်ဖြတ်တက်လို့စင်ပြောင်ကြီးတွေတောင်မှအယူပဲကြမ်းတတ်တာမျိုး။ရုတ်တရက်ကြောက်ဖြာရဲ့အနှိမ်ပိုင်းတနေရာမှာတော်ခွေးတစ်ကောင်ကခုန်တက်လာတယ်။ပါဇက်ကြီးကိုဖြဲထားပြီးသွားတွေကဖွေးကနေကျွန်တော်လက်ကအလိုအလျောက်လှုပ်ရှားသွားတယ်။ 300 ရိုက်ဖယ်စီကဒိုင်းငင်းနဲ့ပောက်ကွဲတန်ကတောနဲ့ထဲမှာဟိန်းထွက်သွားတယ်။ခုန်တက်လာတဲ့တော်ခွေးခေါင်းပွင့်ထွက်ပြီးတော့အောက်ကိုပြန်လွင့်ကျသွားတယ်။ဒါပေမဲ့တနက်တန်ကသူတို့ကို6လက်နိုင်စွမ်းမရှိဘူး
တနက်တန်ကြားတာနဲ့ကျန်တဲ့အကောင်တွေကပို့ပြီးတော့ဒေါသထွက်လာပုံရတယ်။လေးငါးကောင်တစ်ပြိုင်နက်တည်းကြောက်ဖြာဖို့ကိုခုံတက်ဖို့ကြိုးစားလိုက်ကြတယ်။ပြစ်မောင်နိုင်ပြစ်သူတို့တက်လာရင်ငါတို့သိပြီးကွ။ဆရာစောတိကအော်ပြောလိုက်ပြီးတော့သူ့ရဲ့ .900 နှလုံးပြူကြီးနဲ့ပြစ်ခတ်ပလိုက်တယ်။တနက်တန်တွေတော်ခွေအုပ်တွေရဲ့အော်မြည်တန်တွေကိုတမောင်ရဲ့ဖျားတာတန်တွေနဲ့တောကြီးတစ်ခုလုံးစူညံပွက်လော်ရိုက်သွားကြတယ်။ကျွန်တော်ကြည်ကက်လဲဖို့တော့ချိန်မရခြင်းပါ။ခါကြကတမြောင်ကိုဆွဲထုတ်ပြီးကြောက်စုံကိုလက်သိမ်းနဲ့ကုတ်ကတ်တွဲပြီးတက်လာတဲ့တော်ခွေးတစ်ကောင်ရဲ့လက်ကိုခုတ်ချပလိုက်တယ်။သွေးပူပူတွေကျွန်တော်မျက်နှာပေါ်ပန်းတက်လာတယ်။ကြီးကြည်စံတိတ်မကြံတော့ဘူး။ကျွန်တော်အော်ပြောလိုက်တယ်။အခြေအနေကဆိုးဝါးလွန်နေပြီ။တော်ခွေးတွေကမကုန်နိုင်မခန့်နိုင်။တကောင်သိရင်နောက်တကောင်ကအလောင်းကိုနင်းပြီးတော့တက်လာကြတယ်။ကျွန်တော်တို့၃ယောက်ဒီညတော့တော်ခွေးစာဖြစ်ရတော့မလား။တေချင်းတရားရဲ့အနှံကိုကျွန်တော်ကရှူရှိုက်နေမိပြီ။အဲ့ဒီချိန်မှာပဲကြောက်ဖြာအောက်ခြေစီကနေမြေကြီးတုံမတက်အုံငနေကွမ်းငနေတိုက်ခိုက်တန်ကြီးတစ်ခုကထွက်ပေါ်လာတယ်။တော်ခွေးတွေရဲ့အာယုံကကျွန်တော်တို့စီကနေအောက်ဘက်ကိုရောက်သွားတယ်။အမောင်ထဲမှာမဲနဲ့နေတဲ့တောင်ကုန်းကြီးတစ်ခုရွေ့ရှာလာတယ်လို့ပဲ။အဲ့ဒါကတော့ရိုးမအရှင်ပါ။ပြောင်ကြီးကသူ့ပိုင်နဲ့ထဲမှာစူညံနေတဲ့တော်ခွေးတွေကိုတီးမခံနိုင်တော့တဲ့ပုံရတယ်။ဒါမှမဟုတ်သူ့ရဲ့သားကောင်ဖြစ်တဲ့ကျွန်တော်တို့ကိုတော်ခွေးတွေဝင်လူနေတာကိုပဲကျေနပ်နေလားမသိပါ။တော်ခွေးအုပ်ထဲကိုဝင်ပြီးခေါင်းနဲ့ခွေခြေထောက်နဲ့နင်းချေပြစ်လိုက်တယ်။တော်ခွေးတွေရဲ့နာကျင်စွာအော်မြည်တန်တွေကထွက်ပေါ်လာတယ်။ပြောင်ကြီးရဲ့အေးယာမဦးကောင်းကြီးဝိတ်ရန်လိုက်တိုင်းတော်ခွေးတွေကလွင့်စင်ကုန်တယ်။သူ့ရဲ့ခွန်အားကကြောက်ခမန်းလေးလီပါ။ဒါပေမဲ့သူကကျွန်တော်တို့ကိုကဲတင်လိုက်တာမဟုတ်ဘူး။ခဏကြာမှတော်ခွေးတွေကအမိကုတ်ပြီးပြေးထွက်ကုန်ကြတယ်။ကြောက်ဖြာအောက်မှာတိတ်ဆိတ်သွားပြန်တယ်။ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုကပို့ပြီးတော့ကြောက်စရာကောင်းနေတယ်။ကြောက်ဖြာအောက်တဲကနေပြင်းထန်တဲ့နှာမုတ်တန်ကြီးကထွက်ပေါ်လာတယ်။လာရောင်မမိန်အောက်မှာမောကြည့်နေတဲ့မျက်လုံးနီနှလုံးကိုကျွန်တော်ကလှမ်းမြင်လိုက်ရတယ်။အခုငါအလှည့်ရောက်ပြီလို့ပြောနေတယ်လို့ပဲ။ဆရာစောတိကတနက်ကိုစစ်ဆေးလိုက်ရင်နဲ့တက်ပြင်းချလိုက်တယ်။ဟုတ်လားငါမှကြည်စံ3000ပဲကျန်တော့တယ်။မင်းမရောကျွန်တော်ကကြည်စံကိုစစ်ကြည့်လိုက်တဲ့အခါရင်ထဲမှာဟာကနေဖြစ်သွားတယ်။2000ပဲကျန်တော့တယ်ဆရာ။တော်ခွေးတွေကိုပြက်လိုက်ရတာကြောင့်ကျွန်တော်တို့ရဲ့အသက်လူလက်နက်တွေကုန်သလောက်ဖြစ်သွားပြီ။အောက်မှာကဒေါသအိုပောက်ကွဲနေတဲ့ရိုးမအရှင်ကျွန်တော်တို့လက်ထဲမှာကြီးစံ9000မနေ့ဖြတ်မိုးလင်းတာနဲ့အဆုံးဖြတ်တိုက်ပွဲကစတော့မယ်ဒီကြီးစံ9000နဲ့ဒီအေယာမသားကောင်ကြီးကိုကျွန်တော်တို့တားဆီးနိုင်ပါမလားမနေ့လင်းအားကြီးချိန်ရောက်တော့ရိုးမတော်ကြီးကထူးထူးခြားခြားတိတ်ဆိတ်ငြိမ်သက်နေတယ်ညက်တန်မကြစက်တန်မကြလေတိုးတန်တော့မရှိပါဒါကမုတ်ဆိုးတွေအကြောက်ဆုံးတောပိတ်နေတဲ့အခြေအနေမျိုးတခုခုတော့တခုခုပဲစီရအောက်မှာဘာမှမရှိတော့ဘူးသူထွက်သွားပြီထင်တယ်ကျွန်တော်ကကြောက်ဖြာဆုံးကနေအောက်ကိုငုံကြည့်ပြီးပြောလိုက်တယ်။နေညာကတော်ခွေးတွေကိုနင်းချထားတဲ့သွေးကွက်တွေနဲ့ရေကြီးပွားစာကျဲနေတာကလွှဲရင်ပြောင်ကြီးရဲ့အရေးအယောင်မတွေ့ရပါ။ဆရာစောတိကခေါင်းကိုတွင်တွင်ခါလိုက်တယ်။ဟုတ်တယ်။မင်းအမြင်နဲ့ဆုံးဖြတ်လို့မရဘူးကွာ။အာယုံခံကြည့်။တော်ကြီးကဘာလို့ဒီလောက်တောင်မှတိတ်ဆိတ်နေရတာလဲ။အဲ့ဒါသူ့အရှိန်ဝါကြောင့်ပဲ။သူဒီအနီးနားမှာရှိနေတော့မယ်။ကျွန်တော်တို့ဘေးမှာကိုတင်မောင်ကဖျားပြီးတော့ကြောင်ကရမ်းပြက်နေပြီ။ခြေထောက်တန်ရာကလည်းပြည်တဲပြီးတော့ရောင်ကိုင်းနေတယ်။သူကဒီကြောက်ဖြာပေါ်မှာဆက်ထားရင်အဖျားတက်ပြီးတော့အခြေအနေဆိုးသွားနိုင်တယ်။ရွာကိုပြန်ရောက်မှပြတ်မယ်။ဟုတ်လား။ငါတို့ဒီကြောက်ဖြာပေါ်မှာဆက်နေလို့တော့မဖြစ်တော့ဘူး။တင်မောင်အခြေအနေမကောင်းဘူးကွ။ပြီးတော့ငါတို့ကရှိလည်းမရှိဘူး။ဘလို့ပဲဖြစ်ဖြစ်စွန့်စားပြီးတော့ဆဲမှတော့ရမယ်။ဆရာစောတိရဲ့ဆုံးဖြတ်ချက်ကပြတ်သွားတယ်။ဒါပေမဲ့အန်ဒီရဲ့ကတော့များလွန်တယ်။ရေပြင်းဆိုတာရိုးမအရှင်ရဲ့ကစားကွင်းမဟုတ်လား။ကဲဒီလိုလုပ်နေကွာ။ငါရှိရသွားမယ်။မင်းကတင်မောင်ကိုတွဲပြီးတော့အနောက်ကလိုက်။ငါတို့မနေ့ကတွေးခဲ့တဲ့ဘောဘိုးယုံကြီးစီအရင်သွားမယ်။ရေးရှာမယ်။ပြီးရင်ရွာလန်းကိုဖောက်မယ်ကွာ။ကျွန်တော်တို့ကြောက်ဖြာဘောကနေတတိထားပြီးတော့ဆင်းခဲ့ကြတယ်။ရေကြီးပေါ်ခြေချလိုက်တဲ့အခိုက်အတန့်မှာကျွန်တော်ကြောချမ်းသွားတယ်။နေရာတိုင်းမှာဝယုံကွဲတွေခြုံပုတ်တွေရှိနေတယ်။ဘယ်နေရာကများထွက်လာမလဲ။ကိုတင်မောင်ကိုတွဲထားရလို့ကျွန်တော်တနက်ကိုကောင်းကောင်းမကင်နိုင်ပါ။ဆရာစောတိကတော့.900ကြီးကိုမောင်းတင်ပြီးမျက်စိရှင်ရှင်ထားနေတယ်။မိနစ်30လောက်ရှောက်လာပြီးတဲ့အထိဘာအန်ဒီရဲ့မှမတွေ့ရပါ။တော့ကတိတ်ဆိတ်နေစေ။အဲ့ဒီတိတ်ဆိတ်မှုကပဲကျွန်တော်ကိုပို့ပြီးတော့စိတ်မလုံးမကြုံဖြစ်စေတယ်။သူပဲရောက်နေတာလေ။ကျွန်တော်တို့ကိုလွတ်ပေးလိုက်တာလား။ခဏရဲ့အောင်ဆရာစောတိကရုတ်တရက်လက်ကပြတယ်။သူ့မျက်လုံးတွေကရှေ့ကဝယုံတော်စီကိုစူးစူးဆက်ဆက်ကြည့်နေတယ်။ဘာဖြစ်လို့လဲဆရာ။လေကငါတို့နောက်ကျောဘက်ကတိုက်နေတယ်။ငါတို့အနံ့ကရှေ့ကိုရောက်နေပြီ။ဒါပေမဲ့ရှေ့ကဝယုံတော်ထဲမှာ
တောချက်တကောင်အစားစားနေတာတွေ့လားကျွန်တော်တေချာကြည့်လိုက်တော့ဝယုံဆက်မှာတောချက်ဖတကောင်အေးအေးစီစီအစာကောက်နေတာကိုတွေ့ရတယ်တွေ့တယ်ဆရာအဲ့ဒါဘာဖြစ်လို့လဲစဉ်းစားကြည့်မောင်နိုင်ငါတို့နဲ့ကဟိုဘက်ကိုရောက်နေတာတော့မှတောချက်ကမပြေးနိုင်ဘူးဆိုတာဒါပုံမှန်မဟုတ်ဘူးအဲ့ဒီဝယုံတောထဲမှာငါတို့ထက်အနံ့ပိုးပြင်းနဲ့ပိုကြောက်စရာကောင်းတဲ့အနံ့တစ်ခုခုရှိနေလို့တောချက်ကအာယုံများပြီးတော့ငါတို့ကိုသတိမထားမိတာဆရာစောတီစကားမဆုံးခင်မှာပဲဝယုံတောတွေကနေတောချက်ကထပြန်သွားပြီးဝါပင်တွေကဝုန်းကနေကွမ်းကနေဖြာပြီးတော့လဲကျသွားတယ်မဲနဲ့နေတဲ့တောင်ကုန်းကြီးတစ်ခုလိုအရာကြီးကညားတစင်းလို့ကျွန်တော်တို့စီကိုတိုးဝင်ပြေးလာတယ်ပြေးမောင်းနိုင်ပြေးဆရာစောတီကအော်ပြောလိုက်ပြီးတော့ဒူးတစ်ဖက်ကိုထောက်ပြီးတနက်ကိုချိန်လိုက်တယ်ကျွန်တော်ကိုတင်မောင်ကိုဆွဲပြီးလေးဘက်ကတစ်ပင်ကြီးတစ်ပင်နောက်ကိုပြေးဝင်လိုက်တယ်ရိုးမအရှင်ကြီးကတကယ့်ကိုမှပါနေတယ်ဆရာစောတီရှိရာကိုမဝင်မဲတရားရထားတဲ့ကိုတင်မောင်နဲ့ကျွန်တော်ရှိရာဘက်ကိုဦးတည်ပြီးတော့ဒုံဆိုင်ပြေးဝင်လာတယ်သူရဲ့ပြက်မှတ်ကအားနေတဲ့သူကိုအရင်ချိန်မုံဖို့ပဲဆရာစောတီရဲ့တနက်တန်ကြီးကဒိုင်းနဲ့အက်ကွဲစွာပေါ်ထွက်လာတယ်ပြောင်ကြီးရဲ့ပခုံးသားကြီးကသွေးတွေကပန်းထွက်သွားတယ်ကြည်တီအားကြောင့်အကောင်ကြီးကဟန်ချက်ပြက်ပြီးလေးကိုရိုင်းထွက်သွားတယ်ဝယုံတော်တစ်ခုလုံးသူ့ကိုယ်လုံးနဲ့ပြီးမိပြီးတော့ပြိုကျကုန်တယ်ဆရာမြင်းဟိုဘက်ကြောက်ဆောင်ကြောက်ဝင်ဆရာစောတီကအော်ပြောရင်ကျွန်တော်တို့စီကိုပြေးလာတယ်ပြောင်ကြီးကလဲနေရကနေချက်ချင်းပြန်ထားတယ်သူ့မျက်လုံးတွေကညီရဲနေပြီးတော့တစ်ဆက်ကနေအမြုပ်တွေကလည်းထွက်နေတယ်ဆရာစောတီရဲ့ကြီးစံကသူ့ကိုနာကျင်စေပေမဲ့အသိမတတ်နိုင်ခဲ့ဘူးပို့ပြီးတော့မှဒေါသထွက်သွားစေတယ်ဆရာကြည်စံကျွန်တော်မေးလိုက်တော့ဆရာစောတီကတနက်ကိုချိုးပြီးကြည်စံကိုထုတ်လိုက်တယ်ငါမှ2000ပဲကျန်တယ်မင်းမှ2000စုစုပေါင်း4000ပဲကျန်တော့တယ်မောင်းနိုင်ဒီ4000နဲ့ဒီကောင်ကြီးမသိဘူးဆိုရင်ငါတို့သိပြီပဲကျွန်တော်တို့ရှိကကြောက်ဆောင်ကြားချင်းချင်းလေးတွေကိုအသက်လူပြီးတော့ပြေးဝင်လိုက်ကြတယ်အနောက်မှာတော့တပည့်နီကိုချိုးဖြတ်ပြီးလိုက်လာတဲ့အေယာမသားကောင်ကြီးရဲ့ခြေတန်းကမြင်းငလင်လှုပ်တယ်လို့မျိုးတုံဟီးနေတော့တယ်ကျွန်တော်တို့3ယောက်ကြောက်ဆောင်နှစ်ခုကြားကလူတကိုစားလောက်ပဲရှိတဲ့အကြောင်းလေးကိုအသက်လူပြီးတော့တိုးဝင်လိုက်တယ်အထက်ရောက်တာနဲ့ကိုတင်မောင်ကိုမြေပြင်ပေါ်ချလိုက်ပြီးကျွန်တော်ရောဆရာစောထိပါအမောဖြေနေကြတယ်ကြောက်ဆောင်အဝါကိုကြီးမားတဲ့အရာတစ်ခုဝင်တိုက်လိုက်တဲ့ဝုန်းငနဲ့ကွမ်းငနဲ့အတန်ကြီးကြောင့်ကြောက်ဖြာတွေတောင်မှတုန်ခါသွားတယ်လို့ခံစားလိုက်ရတယ်ကြောက်စွန်းကြောက်စားတွေတဖွဲဖွဲပြုတ်ကျလာတယ်အကြောင်းဝမှာပြောင်ကြီးရဲ့ပြင်းထန်တဲ့နှာမုတ်တန်ကိုကြားနေရတယ်သူကဝင်လို့မရပါကြောက်ကြားကကျင်းလွန်းလို့သူ့ရဲ့အေးယာမှာကိုခန္ဓာကြီးကတစ်ဆုပ်နေတယ်ဒါပေမဲ့သူကလည်းမလျှော့ပါကြောက်သားတွေကိုဂျိုးနဲ့ကော်နေတဲ့အတန်ကြီးကစက်သိမ်းထားစရာကောင်းလွန်းလာတယ်မာကျော်လာတဲ့ကြောက်သားတွေကိုတော့မှသူ့ရဲ့ဂျိုးနဲ့ထိုးခွဲပစ်ချင်နေတဲ့ပုံစံပါစီယာသူဝင်လို့မရဘူးမလားကျွန်တော်ကမောဟိုက်နေတဲ့အတန်နဲ့မေးလိုက်တယ်စီယာစောတိကအကြောင်းဝါကိုတနက်နဲ့ချိန်ထားရင်းနဲ့ခေါင်းညိတ်တယ်ဝင်လို့တော့မရဘူးဒါပေမဲ့ဒီကောင်ကြီးကငါတို့ကိုဒီထဲမှာပိတ်မိနေအောင်လုပ်နေတာကြည်စမ်းသူ့ခေါင်းကြီးကိုကြောက်ကြားဝါကမင်းနဲ့နေတဲ့အရာတစ်ခုကလှုပ်ရှားနေတယ်အဲ့ဒါသူ့ရဲ့ဥကောင်းကြီးနေရောင်ကို꿰ထားသလိုဖြစ်နေလို့အကြောင်းထဲမှာမှောင်မိုက်နေတယ်သူ့ရဲ့မျက်လုံးနီနီကြီးကအကြောင်းတွေကိုချောင်းကြည့်နေတယ်နှာခေါင်းဝါကနေဖလူးကနေမှုတ်ထုတ်လိုက်တဲ့လေပူတွေကအကြောင်းထဲထိကိုဝင်လာတယ်ညီဆွဆွအနံ့ဆိုးကြီးကအော့အန်ကျင်စရာပါဟာအမေကဲပါဦးကိုတင်မောင်ကအဖျားတက်ပြီးနေရောင်ကရန်អော်လိုက်တယ်သူရဲ့ခြေထောက်ကတန်ရာကပိုးရောင်လာပြီးတော့တကူလုံးကလည်းပူကျက်နေတယ်ဟောင်းလိုက်တင်မောင်ပါဇက်ကိုပိတ်ထားဒီကောင်ကြီးကအတန်ကြရင်ပို့ပြီးတော့တောင်းချမ်းပါကျွန်တော်ကိုတင်မောင်ပါဇက်ကိုလက်ဝါးနဲ့အုပ်ထားလိုက်တယ်အပြင်ကပြောင်ကြီးကငြိမ်သက်သွားတယ်ဘာတန်မှမကြားရတော့ပါသူသွားပြီလားဆရာမသွားဘူးကွညင်းဆဲနေတာထင်တယ်တတိထားနေမောင်းနိုင်ဆရာစောတိပြောလို့မှမစုံသေးကြောက်ဆောင်အပေါ်ဘက်စီကနေကလတ်ဆိုတဲ့ခွာတန်တွေကြားလိုက်ရတယ်ဟာဒီကောင်ကြီးကကြောက်ဆောင်ပေါ်တက်နေတာပဲဆရာစောတိကမျက်နှာပြက်ကျသွားတယ်ရိုးမအရှင်ဆိုတဲ့အတိုင်းပဲဒီလောက်ကြီးမားတဲ့ခန္ဓာကိုယ်ကြီးနဲ့မတ်ဆောက်တဲ့ကြောက်ဆောင်တွေကိုစိတ်ဖို့တကောင်လိုပဲကျွမ်းကျင်စွာနဲ့တက်သွားနိုင်စွမ်းရှိတယ်ခဏကြာမှတော့ကျွန်တော်တို့ခေါင်းပေါ်တက်တဲ့ကနေကြောက်ဆောင်အမိုးပွင့်နေရမှာအလင်းရောင်ကပြောက်ွယ်သွားတယ်မောကြည့်လိုက်တော့ဖေးကြောက်ကြအမိုးပေါက်ဝမှာပြောင်ကြီးကရောက်နေတယ်သူ့ရဲ့အေးယာမကိုလုံးကြီးကကျွန်တော်တို့ခေါင်းပေါ်တက်တဲ့မှာမိုးထားတယ်သူသာအပေါ်ကနေကြောက်တုံးတွေကိုကော်ချလိုက်ရင်ဒါမှမဟုတ်သူ့ကိုယ်လုံးကြီးနဲ့ဖိချလိုက်ရင်တော့ကျွန်တော်တို့3ယောက်စလုံးညီးပြားသွားမှာအသေးချပဲအပေါ်ကြီးကနေဂါးကနေမန်ဖိလိုက်တဲ့အတန်ကမိုးချင်းတန်တယ်လို့ပဲအကြောင်းလေးကိုပဲ့တင်ထပ်သွားတယ်သူ့ရဲ့ဇရွေးတွေကကျွန်တော်တို့ကိုယ်ပေါ်ကိုတောက်ခနဲကြာလာတယ်စီယာပြက်လိုက်ရမလား
အခုပြစ်ကွင်းရပြီလေကျွန်တော်ကတနက်ကိုမိုးပေါ်ထောင်ပြီးတော့ပြောလိုက်တယ်ပြောင်ကြီးရဲ့ရင်ဘတ်အောက်ပိုင်းကိုမြင်နေရပြီမပြစ်နဲ့နေအောင်ဆရာစောထိကတားလိုက်တယ်အခုငါတို့ပြစ်လိုက်လို့သူသေးချမ်းမှသိမယ်ဒါပေမဲ့နာသွားပြီးတော့အရှိန်နဲ့ကြောက်ကြတယ်ပြုတ်ကြလာရင်ငါတို့အကုန်ပြီးသေးကောင်းနေမယ်ငါတို့ကအောက်မှာရောက်နေတာကွအခြေအနေကရှေ့တိုးမရဆုတ်မရအကွက်ထဲကိုဝင်သွားတယ်ပြစ်လိုက်ရင်လေသူ့အလောင်းပြီးပြီးတော့သိနိုင်တယ်မပြစ်ရင်လေသူကကြောက်တုံးတွေကိုကော်ချပြီးတော့တတ်နိုင်တယ်အဲ့ဒီချိန်မှာပဲပြောင်ကြီးကသူ့ရဲ့ရှေ့ခြေထောက်တစ်ဖက်နဲ့ကြောက်ဆောင်ထိတ်ကကြောက်တုံးကြီးတုံးကိုစတင်ပြီးတော့တွန်းလိုက်တော့တယ်ကြောက်တုံးကဂျင်းကြီးနဲ့လှုပ်လာတယ်အဲ့ဒီကြောက်တုံးသာပြုတ်ကျလာရင်ကျွန်တော်တို့ခေါင်းတွေကြေမွားကုန်တော့မယ်ဟုတ်လားရွှေစရာလမ်းမရှိတော့ဘူးငါတို့အပြင်ထွက်ပြေးပြီးမှပြစ်မှရတော့မယ်နင်တင်မောင်ကိုဆွဲပြီးတော့အကြောင်းဝကနေမြင်မြင်ပြေးထွက်ဒီကောင်ကြီးကိုအာယုံလွှဲထားမယ်ဒါပေမဲ့ဆရာဒါပေမဲ့နဲ့သွားတော့ကြောက်တုံးကြီးကျလာတော့မယ်ဆရာစောတိကသူ့ရဲ့ .500 တနက်ကြီးကိုကြောက်ဆောင်အပေါ်အပေါက်ဝါစီကိုချိန်လိုက်တယ်ကျွန်တော်ကိုတင်မောင်ကိုပွေ့ကြည့်ပြီးအကြောင်းစီကိုအပြေးလွှာတိုးထွက်လိုက်တယ်ဒိုင်းကနေနားကွက်မတက်အော်တန်ကြီးနဲ့အတူကြောက်တုံးကြီးလှိမ့်ဆင်းလာတဲ့အတန်ပြီးတော့ပြောင်ကြီးရဲ့နာကျင်စွာအော်ဟစ်တန်တွေကရောထွေးသွားတယ်ဆရာစောတိရဲ့ .500 တနက်တန်ကကြောက်ဆောင်တွေကိုတုံခီးသွားစေတယ်ချက်ချင်းဆိုသလိုပဲဝုံငနေဒုံငနေဆိုတဲ့အတန်ကြီးတွေကစက်တိုက်ပေါ်ထွက်လာတယ်။ပြောင်ကြီးတွန်းချလိုက်တဲ့ကြောက်တုံးကြီးကကျွန်တော်တို့ခိုးနာခဲ့တဲ့ကြောက်ကြားတွေကိုဒလိတ်ကောက်ကိုပြုတ်ကျလာပြီးတော့ကြောက်နေရန်တွေကိုရိုက်ခတ်သွားတာပါ။ကြောက်မုံတွေငိမ့်မုံတွေကမိခိုးလုံးကြီးလိုပဲဟုံးလွှမ်းသွားတယ်။ဆရာကျွန်တော်ကိုတင်မောင်ကိုဘေးကချုံမုတ်ထဲကိုဆွဲသွင်းရင်းနဲ့အော်ခေါ်လိုက်တယ်။ဖုံလုံးလေးကြားထဲဘာမှမမြင်ရတော့ပါ။ဆရာစောတိညာကြောက်တုံးပြီးပြီးတော့ပါသွားပြီလားပေါ့။ဆရာငါဒီမှာဖုံလုံးလေးကြားထဲကနေဆရာစောတိကရိုင်းနေနဲ့ထွက်လာတယ်။သူ့တကူလုံးရေကြီးတွေပေးကျန်နေပြီးတော့ညနာမှာသွေးဆွတ်ပုံပိတ်ရာတွေရထားတယ်။ဒါပေမဲ့သူ့လက်ထဲမှာတနက်ကိုတော့မြင်မြင်စုပ်ကိုင်းထားစေပါ။ဆရာဒီအကောင်ကြီးကိုထိလား။ဆရာစောတိကရေကြီးပေါ်ထိုင်ချရင်းနဲ့အမောပြေးလိုက်တယ်။မသေးကြဘူးကွ။ငါပြက်လိုက်တဲ့အချိန်မှာသူကကြောက်တုံးကိုခေါင်းနဲ့ခွေချလိုက်တဲ့အချိန်ဖြစ်သွားတာ။ကြည်စံကသူ့ရဲ့ဦးခေါင်းခွန်ကိုရှက်ပြီးတော့ဂျိုရင်းကိုတော့ကွဲသွားတယ်ချင်တာပဲ။သူနာပြီးတော့နောက်တွန့်သွားလို့ကြောက်တုံးကြီးလမ်းကြောင်းလွဲလို့ငါတို့အပေါ်တက်မကြတာကွကျွန်တော်တက်ပြင်းချလိုက်တယ်တီကလေးလွတ်သွားခြင်းပါဒါပေမဲ့မောင်းနိုင်တရင်စိုးကကြံသေးတယ်ကွဆရာစောတိကသူ့တနက်ကိုဖွင့်ပြီးပြစ်လိုက်တဲ့ကြီးခွန်ကိုထုတ်လိုက်တယ်ကြီးခွန်ပူကမြေပြင်ပေါ်ကိုကျွတ်ခနေပြုတ်ကျသွားတယ်ငါမှဒီတနက်ကြီးအတွက်ကြီးစံတစ်ထောင်ပဲကြံတော့တယ်မိမနှစ်တောင်စုပေါင်း3တောင်ဒီ3တောင်နဲ့ဒီကောင်ကြီးမသိရင်ငါတို့ဇက်သိမ့်ပြီ3တောင်တန်ချိန်1000လောက်ရှိတဲ့သားကောင်ကြီးကိုတပ်ဖို့ကြီး3000ပဲကျန်တော့တယ်။ပိုဆိုးတာကိုတင်မောင်သူကလုံးဝမထနိုင်တော့ပါ။သူခြေထောက်ကပြေးတဲပြီးရှောင်ကိုင်းနေပြီးတော့လူကလည်းမိမြောင်နေပြီ။ဆရာကျွန်တော်တို့ထွက်ပြေးလို့မလွတ်နိုင်တော့ဘူး။တင်မောင်နဲ့ဆိုရင်ကျွန်တော်တို့နှေးကွေးနေလိမ့်မယ်။သူကအလွယ်တကူလိုက်နေမှာပဲ။ဆရာစောတိကပဝင်းချင်းကိုအကဲခတ်လိုက်တယ်။ဟုတ်တယ်ပြေးလို့မလွတ်ဘူး။ရင်ဆိုင်မှရမယ်။ဒါပေမဲ့ဒီနေရာမှာရင်ဆိုင်လို့တော့မဖြစ်ဘူး။ကွင်းကျင်လုံးနေသူကအရှိန်နဲ့ဝင်တိုင်းငါတို့ရှောင်ချိန်မရဘူး။ဆရာစောတိကရှေ့ခက်လန်လန်ကဝဘိုးဝယုံလေးပေါက်နေတဲ့တောင်ဆောင်ကလေးကိုလက်ညှိုးထိုးပြပြီးတော့အဲ့ဒီနေရာကိုသွားမယ်။အဲ့ဒီဝယုံလေးကြားမှာဒလွယ်ခုတ်လမ်းကြောင်းရှိတယ်။ဝါဘိတ်နေစိတ်တော့သူအရှိန်နဲ့ဝင်လို့မရဘူး။အဲ့ဒီနေရာမှာငါတို့ခံစစ်ပြင်မယ်။အဲ့ဒါငါတို့ရဲ့နောက်ဆုံးခံတက်ပဲ။ကျွန်တော်ကိုတင်မောင်ကိုဂုံးပို့လိုက်တယ်။ဆရာစောတိကအနောက်ကနေရိုင်းနေလိုက်လာတယ်။ကျွန်တော်တို့3ယောက်ဝယုံတောစီကိုဦးတီသွားနေချိန်မှာတောကြီးကတိတ်ဆိတ်လုံးနေပြန်တယ်။ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုကအကြာကြီးမခံလိုက်ပါ။ကျွန်တော်တို့နောက်ဘက်ကြောစီကဂိုက်100လောက်အကွာဝေးကနေကျွတ်ခနဲ့တက်ကင်6ကျိုးတန်ကြားလို့ကြည့်လိုက်တဲ့အခါမှာကြောက်ဆောင်ထိတ်ဖြားကမဲနဲ့နေတဲ့အရေးကြီးတစ်ခုရက်နေတာကိုတွေ့လိုက်တယ်။သူ့ရဲ့ဂျိုးတစ်ဖက်ကပဲ့ကျနေပြီးတော့မျက်နှာတစ်ပြင်လုံးသွေးတွေကစီးကျနေတယ်။ရိုးမအရှင်ကဒဏ်ရာပြင်းထန်စွာရထားပြီးပြီ။သူမအော်ဟစ်တော့ဘူး။မန်လည်းမဖီတော့ဘူး။သူ့မျက်လုံးတွေကအေးဆက်ပြီးတော့ကြောက်စရာကောင်းလောက်အောင်တည်ငြိမ်နေတယ်။သူကကျွန်တော်တို့ကိုကြည့်ပြီးမင်းတို့ဘလောက်ပြပြမလွတ်စေရဘူးလို့ပြောနေတယ်လို့ပါ။သူကြောက်ဆောင်ဘောကနေဆင်းလာပြီးဖြည်းဖြည်းနဲ့မှန်မှန်တေးမင်းကကျွန်တော်တို့နောက်ကိုခြေလမ်းကျဲကြီးတွေနဲ့လိုက်လာနေတယ်။ကျွန်တော်တို့3ယောက်ဘဘိုးဝယုံကြီးတွေစိတ်နေတဲ့တောင်ဆောင်နေရာကိုမောကြီးပန်းကြီးနဲ့ရောက်လာကြတယ်။ကိုတင်မောင်ကိုဝယုံတစ်ခုကြားကလုံခြုံမဲ့နေရာလေးမှာချထားလိုက်တယ်။သူကတော့တတိတစ်ချက်လက်တာနဲ့ညီးနေကြတယ်။ဟုတ်လား။နေဒီဘက်ကိုယူငါဟိုဘက်ဝယုံဆောင်ကိုယူမယ်။တတိထားနော်။သူလာရင်တက်တိုးမလာပဲနဲ့ဝယုံလေးကိုကွယ်ပြီးတော့လာလိမ့်မယ်။ဆရာစောတိကသူ
သူ့ရဲ့နောက်ဆုံးကြည်တောင်ကျန်တော့တဲ့ဝိုင်900တနက်ကြီးကိုဒူးပေါ်တင်ရင်းနဲ့နေရာယူလိုက်တယ်။ကျွန်တော်လည်းဝိုင်300 rifle ကိုမောင်းတင်ဘေးပတ်ဝန်းကျင်ကိုမျက်စိရှင်းရှင်းထားနေရတယ်။ကျွန်တော်မှကြည်2000ရှိသေးပေမဲ့ဝိုင်300ဆိုတာဒီလောက်ကြီးတဲ့အကောင်ကြီးအတွက်ရှားပြေတဲ့လောက်ပဲရှိတာမို့စိုးရိမ်နေမိတယ်။မိနစ်20လောက်ကြာမှတော့ကျွတ်ခနဲ့ဝယုံတော်အောက်ဘက်စီကဝါးချောက်ကိုနင်းတန်ကြားလိုက်ရတယ်။ရွှေကနေလေတိုးတန်လို့လှောင်မုတ်တန်လို့အတန်ကဝယုံနေကြားတဲ့ကနေပြန်လွင်လာတယ်။ဘယ်နေရာကလာတာလဲ။အတန်ကပဲ့တင်ထက်နေလို့နေရာအတိအကျခက်မှန်းရခက်တယ်။မောင်နိုင်မလုံနဲ့ငင်းငင်းလေးဆရာစောတိကလက်ကပြတယ်။ရုတ်တရက်ကျွန်တော်ဘယ်ဘက်ချမ်းဝယုံအုတ်တီကြားကနေမဲနဲ့နေတဲ့အရေးကြီးတစ်ခုရှိတ်ခနဲ့ပြတ်သွားတာမြင်လိုက်ရတယ်။မြင်လိုက်တာဒီလောက်ကိုလုံးကြီးနဲ့ဒီလောက်မြင်လှုပ်ရှားနိုင်နေဆိုတာမယုံနိုင်စရာပါ။သူကကျွန်တော်တို့ကိုဓာတ်ရိုက်မဝင်သေးဘူး။ဝယုံတယုံကိုဂျိုးနဲ့ကျုပ်ခနဲ့ခွိချိုးလိုက်ပြီးတော့ကျွန်တော်တို့ရှိရာဘက်ကိုပြစ်ပေးလိုက်တယ်။ဝါးပင်ကြီးလဲကျလာတော့ကျွန်တော်တို့လည်းခေါင်းငုပ်ပြီးတော့ရှောင်လိုက်ရတယ်။ကြာငါတို့နေရာကွဲသွားအောင်လုပ်နေတာကွ။ကျွန်တော်သဘောပေါက်လိုက်တယ်။သူကကျွန်တော်တို့ကိုစိတ်တဲ့ရေးရာစစ်စင်နေတာ။ကြောက်စိတ်ဝင်ပြီးထပြေးအောင်ဒါမှမဟုတ်ရင်ပြစ်ကွင်းလုံအောင်လုပ်နေတာ။ဝယုံလေးဝုန်းငင်းလဲကြပြီးဖုံတွေထလာတော့မှပဲဖုံမုတ်တွေကြားကနေအေးရမခေါင်းကြီးတစ်ခုကထွက်ပေါ်လာတယ်။သူ့ရဲ့မျက်လုံးနီနီကြီးကကျွန်တော်ကိုစိုက်ကြည့်နေတယ်။အကွာဝေးကဂိုက်300လောက်ပဲရှိတော့မယ်။ကျွန်တော်ရင်ထဲဒိတ်ခနဲ့ဖြစ်သွားတယ်။အခွင့်အရေးပဲ။သူ့ရင်ဘတ်ကြဲကြဲကြီးကိုမြင်နေရပြီ။ဆရာစောတိရဲ့အမိတ်ကိုတော့မှမဆောင်နိုင်တော့ဘူး။ကြောက်စိတ်နဲ့အလောတကြီးခလုတ်ကိုဆွဲလိုက်နေတယ်။ဒိုင်းနဲ့ဝိုင်300 rifle ကြီးကတောလုံးကိုခိမ့်ထွက်သွားတယ်။ထိတယ်။ကျွန်တော်អော်လိုက်နေတယ်။ကြီးစံကသူ့ရဲ့ဘဲဘက်ပခုံးစုံကိုဖောက်ဝင်သွားပြီးတော့သွေးတွေပန်းထွက်လာတာတွေ့လိုက်တယ်။ဒါပေမဲ့သူကလဲမကြပါ။ပြောင်ကြီးကနာကျင်မှုကြောင့်အော်ဟစ်မနေပဲပိုလို့တောင်မှဒေါသထွက်သွားတယ်။သူ့ရဲ့ခြေထောက်ကြီးနဲ့မြေပြင်ကိုရက်လိုက်ပြီးအုံငနေမှန်ပြီးတော့ကျွန်တော်စီကိုတက်တက်ပြေးဝင်လာတယ်။ဟာသွားပြီ။ကျွန်တော်တနက်ကိုဒုတိယအကြိမ်မောင်းတင်ဖို့ကြိုးစားနေပေမဲ့လက်တွေကတုံရင်းနေတယ်။သူရောက်လာတော့မယ်။ဂိုက်20 10ဟာမောင်းလိုက်ဝှက်လိုက်ဆရာစောတိရဲ့အတန်ကြီးကပေါ်ထွက်လာတယ်။ကျွန်တော်မြေပြင်ပေါ်ဝှက်ချလိုက်တယ်။ပြောင်ကြီးကကျွန်တော်ကိုကြော်ပြီးဆရာစောတိရှိရာကိုဥတီကျပြောင်းသွားတယ်။ဆရာစောတိကသူ့ကိုအော်ဟစ်ပြီးအာယုံလွှဲလိုက်တာပါ။လာစမ်းရိုးမအရှင်မင်းနဲ့ငါနဲ့ဒီနေရာမှာအပြတ်ရှင်းမယ်ကွ။ဆရာစောတိကသူ့ရဲ့ .900 တနက်ကြီးကိုရင်ဘတ်အမြင့်ချိန်ရင်းနဲ့မတ်တက်ရက်ပြီးတော့စောင့်နေတယ်။သူ့မှာကြည်တောင်မရှိတော့တယ်။ဒီတောင်မထိရင်ဒါမှမဟုတ်ထိပြီးမသိရင်ဆရာစောတိသိပြီးပဲ။ပြောင်ကြီးကမှုန်တိုင်းတစ်ခုလိုပဲဆရာစောတိစီကိုပြေးဝင်သွားတယ်။ကျွန်တော်အော်ဟစ်တားဆီးခြင်းပေမဲ့အချိန်မမီတော့ပါ။ဒုတိယမြောက်တနက်တန်ထိုင်းကနေဒီခရီးစဉ်ရဲ့အကြီးမားဆုံးတနက်တန်ကြီးပောက်ကွဲတန်ထွက်ပေါ်လာတယ်။ဒိုင်းကနေနားကွက်မတဲ့ကျဲလောင်လာတဲ့.900တနက်တန်အစုံမှာကျွန်တော်မျက်လုံးစုံမှိတ်လိုက်မိတယ်။ပြီးတော့ဝုန်းငနေကွက်ခနဲ့ဂျိန်းငနေဆိုတဲ့ကြီးမားလေးလံတဲ့အရာတခုရေကြီးနဲ့ရိုက်ခတ်တန်ဝယုံကြီးကျိုးပိတန်တွေစတိုက်ပဲကြားလိုက်ရတယ်။ဆရာစောတိကျွန်တော်မျက်လုံးဖွင့်ပြီးအော်ဟစ်ပြီးတော့ပြေးထွက်လိုက်တယ်။ဝယုံတောဆက်မှာဖုံမုံတွေရှမ်းခိုးတွေကမိကိုလုံးကြီးလိုအုပ်ဆိုင်နေတယ်။ဆရာစောတိရှိရာနေရာကိုပြေးသွားကြည့်လိုက်တဲ့အခါမှာရှင်ထဲမှာဟာကနေဖြစ်သွားတယ်။ဆရာစောတိကဝယုံပိတ်ပေါင်းနေကြမှာပလက်လန်လဲကြနေတယ်။သူ့ကိုယ်ပေါ်မှာလဲဝါကြိုဝါပဲ့တွေကပြေးလို့သူ့လက်ထဲမှာတနက်မရှိတော့ပါ။ဆရာအရှိန်နဲ့လွင့်စင်သွားပုံရတယ်။ဆရာဘာဖြစ်သွားသေးလဲ။ကျွန်တော်ဝါးတွေကိုဖယ်ရှားပြီးဆရာကိုထူလိုက်တယ်။ဆရာစောတိမျက်လုံးကိုဖွင့်ကြည့်တယ်။သူ့မျက်နှာမှာသွေးစားတွေပိနေပေမဲ့အသက်ရှူသံပြင်းပြင်းကိုကြားနေရတယ်။ဘာမှမဖြစ်ဘူးမောင်နိုင်။ဟိုကောင်ကြီးရောဆရာစောတိကမောဟိုက်နေတဲ့အတန်နဲ့မေးရင်ရှေ့ကိုလက်ညှိုးထိုးပြတယ်။ကျွန်တော်လှည့်ကြည့်လိုက်တော့ဆရာစောတိနဲ့9ခိုက်လောက်အကွာမှာမဲနဲ့နေတဲ့တောင်ကုန်းကြီးတစ်ခုလဲကျနေတာကိုတွေ့လိုက်ရတယ်။ရိုးမအရှင်ပါပဲ။အေယာမပြောင်ကြီးကဒူးလေးချောင်းကိုွေးခောက်ပြီးတော့ဝမ်းပိုက်နဲ့မှောက်ရက်သားလဲကျနေတာပါ။သူ့ရဲ့ဦးခေါင်းကြီးကရေကြီးပေါ်စိုက်ကျနေပြီးတော့ပါဇက်ကနေသွေးတွေအိုင်လိုက်ထွက်ကြနေတယ်။တေးသွားပြီဆရာပြစ်ချက်ကတက်တက်ပဲထင်တယ်။ကျွန်တော်ဝမ်းသာအားရပြောလိုက်မိတယ်။တော်ကြီးတစ်ခုလုံးကိုကြောက်လန့်နေတဲ့ဘလူးကြီးအခုတော့ငြိမ်သက်သွားခဲ့ပြီ။ဆရာစောတိကတရွတ်တိုက်တွားသွားရင်းနဲ့သူ့ရဲ့တနက်ကိုပြန်ကောက်လိုက်တယ်။ပြီးတော့ပြောင်ကြီးရဲ့အလောင်းကိုစူးစိုက်ကြည့်နေတယ်။မောင်နိုင်သတိမလွတ်နဲ့အောင်ပြောင်ဆိုတာကအသက်ပြင်းနေကွ။ကျွန်တော်တို့နှစ်ယောက်ပြောင်ကြီးနားကိုသတိထားပြီးတိုးကပ်ကြည့်လိုက်တယ်။နီးလာလေးဒီကောင်ကြီးရဲ့အရွယ်အစားက
ပို့ပြီးတော့ကြီးမားလေးလေးကိုလည်းတွေ့နေရတယ်။ဦးကောင်တစ်ခုတည်းတင်ကျွန်တော်တကူလုံးစားလောက်ရှိတယ်။ဆရာရဲ့ .900 ကြီးစံကမျက်လုံးနှလုံးကြားတက်တက်ကိုဖောက်ဝင်သွားပြီးတော့အပေါက်ကြီးဖြစ်နေတယ်။ဒီလောက်ထိမှတော့မရှင်နိုင်တော့ပါဘူးဆရာရဲ့။အုံနောက်ပွင့်ထွက်သွားလောက်ပါပြီ။ကျွန်တော်ပြောလိုက်ပြီးတနက်ကိုပေါင်ကြားညက်ခါးကြားကတမြောင်ကိုထုတ်လိုက်တယ်။မုတ်ဆိုးတို့ထုံးစံအရသေးချောင်အောင်လို့အမီးဖြတ်မလို့ပြင်လိုက်တာပါ။ကျွန်တော်ပြောင်ကြီးရဲ့နောင်မီးပိုင်းကိုရှောက်သွားလိုက်တယ်။အဲ့ဒီအချိန်မှာပဲဖလူးကနေသွေးတွေအိုင်နေတဲ့နှာခေါင်းပေါက်ဝကနေလေမှုတ်တန်ကြီးကထွက်ပေါ်လာတယ်။မောင်းလိုက်နောက်ဆုတ်ဆရာစောတိអော်လိုက်ချိန်မှာပဲငြိမ်သက်နေတဲ့ပြောင်ကြီးရဲ့ကိုလုံးကြီးကဝုံငနေရုံးကန်ပြီးတော့ကြွတက်လာတယ်။ဟာကျွန်တော်လမ်းပြန်ပြီးတော့အနောက်ကိုဆုတ်လိုက်တဲ့အခါခြေခောက်ပြီးတော့လဲကျသွားတယ်။မသေးသေးပါ။အုံနောက်ကိုထိတာတော့မှမသေးသေးဘူး။ပြောင်ကြီးကရိုင်းနေနဲ့မတက်ထရက်ဖို့ကြိုးစားနေတယ်။သူ့မျက်လုံးကပြာဝေနေပေမဲ့သူကလူနှံ့ကိုရနေတော့မယ်။သူရဲ့ဥကောင်းခွန်ထူလွန်းတာကြောင့်ကြည်စံကအုံနောက်ကိုဖောက်မထွက်ပဲအတွင်းမှာငုံရှိုးနေပုံရတယ်။နာကျင်မှုကြောင့်အော်ခေလိုက်တဲ့အတန်ကအရှင်ကလောက်မကျဲပေမဲ့ဂါးကနေအတန်ကကျွန်တော်တို့ရဲ့အသေးနှလုံးကိုတုံလုံးစေဖို့လုံလောက်နေတယ်။သူကကောင်းကိုခါရမ်းလိုက်ပြီးရှေ့မှာလဲကျနေတဲ့ဆရာစောတိရှိရာဘက်ကိုဦးတည်လိုက်တယ်။ဆရာလက်ထဲမှာတနက်ရှိပေမဲ့ကြည်စံမရှိတော့ပါ။ဟောင်းလိုက်ပြစ်တော့နှထင်ကိုပြစ်ဆရာစောတိကအော်ပြောလိုက်တယ်။ကျွန်တော်လဲကျနေရကနေဒူးထောက်ထိုင်လိုက်ပြီးတော့.300 ရိုက်ဖယ်ကိုမောင်းတင်လိုက်တယ်။လက်တွေတုံနေတာကိုတော့မှအတင်းကိုထိန်းချုပ်နေရတယ်။ကျွန်တော်တနက်ထဲမှာကြီးစံတစ်ထောင်ပဲရှိတော့တယ်။ဒါကကျွန်တော်တို့3ယောက်စလုံးရဲ့အသက်ပဲ။ဒီတစ်ထောင်မသိရင်ဆရာစောတိကိုသူကနင်းချလိုက်မယ်။ပြီးရင်ကျွန်တော်ပြီးရင်ကိုတင်မောင်ပြောင်ကြီးကခြေလန်းစနှမ်းလိုက်တယ်။ဆရာစောတိနေက3ခိုင်လောက်ပဲဝေးတယ်။ကျွန်တော်အသက်ကိုအောက်စိတ်ကိုတည်ငြိမ်အောင်ထိန်းထားပြီးတော့ပြောင်ကြီးရဲ့နှရွက်အောက်နှထင်နေရကိုတိတ်ချချိန်လိုက်တယ်။တနက်မောင်းတန်ကအရှိတဲ့ညံ့နေသေးတယ်။ကလစ်ခနဲ့အတန်ထွက်သွားတယ်။ဖေဖုန်နေဝင်နေလို့များလား။စောစောကလဲကျသွားတော့ကထိခိုက်သွားလို့လားမသိပါ။မောင်းဆွဲလို့မရဖြစ်နေတယ်။ပြောင်ကြီးကဆရာစောတိအပေါ်ကိုလွှမ်းမိုးလိုက်ပြီ။ကျွန်တော်တနက်မောင်းတန်ကိုအတင်းဆွဲဖြုတ်ဖို့ကြိုးစားလိုက်ပေမဲ့တန်ကြီးတက်နေတယ်လို့တုတ်ခနဲ့ညံ့နေတယ်။ဝယုံတော်တွေကဖုန်ပွင့်နေတဲ့သဲပွင့်တွေကမောင်းတန်ကြားတွေဝင်သွားတာသိကြတယ်။မောင်းလိုက်မြင်မြင်လှုပ်စမ်းဆရာစောတိရဲ့အတန်ကြီးကလည်းအားကုန်អော်လိုက်လို့လေချောင်းကွဲမတက်ထွက်လာတယ်။ပြောင်ကြီးကသူ့ရှိမှလဲကျနေတဲ့ဆရာစောတိကိုဥကောင်းနဲ့ခွေချပလိုက်ပြီ။ဆရာစောတိကအတွေ့အကြုံရင်းနဲ့မုတ်ဆိုးကြီးပြီးလုံးဝအရှုံးမပေးဘူး။သူလဲကျတဲ့နေရာကနေဘေးဘက်ကိုလှိမ့်ရှောင်လိုက်ရင်းနဲ့လက်ထဲမှာကြီးစံမရှိတော့တဲ့.500တနက်တင်းကြီးနဲ့ပြောင်ကြီးရဲ့နှာခေါင်းဝကိုခွက်ခနဲ့လှမ်းရိုက်ပလိုက်တယ်။တနက်တင်နဲ့အယိုးကောင်းရိုက်မိတဲ့အတန်ကြီးကလည်းခွက်ခနဲ့ထွက်လာတယ်။ပြောင်ကြီးကနာကျင်မှုကြောင့်ခေါင်းခါသွားပြီးတော့အနောက်ကိုတွန့်သွားတယ်။ဒါပေမဲ့ခဏလေးပဲသူရဲ့ဒေါသကအထုပ်ထိပ်ကိုရောက်နေပြီမို့လို့ရှေ့ခြေထောက်နှစ်ဖက်ကိုမြှောက်ပြီးဆရာစောတိရဲ့ရင်ဘက်ကိုနင်းချေဖို့ပြန်လိုက်တယ်။ကျွန်တော်မှအချိန်မရှိတော့ပါ။စက္ကန့်ပိုင်းပဲလိုတော့တယ်။ကျွန်တော်တနက်ကိုမြေကြီးနဲ့စောင့်ပြီးမောင်းတန်ကိုဖနှောက်နဲ့ပေါက်ချပလိုက်တယ်။ခွန်ကနေပွင့်သွားတယ်။တနက်မောင်းတန်ပွင့်သွားပြီးတော့ပြန်ပိတ်လိုက်တဲ့ကလတ်ဆိုတဲ့အတန်ကိုကြားလိုက်ရတာကကဘာပေါ်မှာအသားရဆုံးဂီတတန်ကိုကြားလိုက်ရတယ်လို့ပါ။အေးအောင်ကြီးဒီဘက်ကိုလှည့်စမ်းကျွန်တော်ကအသက်ကုန်អော်ပလိုက်တယ်။ဆရာစောတိကိုနင်းတဲ့ခြေထောက်တွေကအောက်မကျခင်သူ့အာယုံကိုလွှဲမှရမယ်။ပြောင်ကြီးကအတန်ကြားတဲ့ကျွန်တော်ဘက်ကိုခေါင်းလှည့်လာတယ်။သူ့ရဲ့မျက်လုံးတွေကသွေးရောင်လွှမ်းနေပြီးတော့ပါးစပ်ကလည်းအမြုပ်တွေထွက်နေတယ်။သူ့ရဲ့ဦးခေါင်းခွန်ကဆရာစောတိရဲ့ပြည့်ချက်ကြောင့်ကွဲအပ်ပြီးတော့သွေးတွေကမျက်နှာတစ်ပြင်လုံးစီးကျနေတယ်။ကြောက်စရာကောင်းလိုက်တဲ့မရဏမျက်နှာကြီး။သူကကျွန်တော်ကိုမြင်သွားပြီးသူ့ရဲ့ပြက်မှတ်ကိုပြောင်းလိုက်တယ်။သူ့ရဲ့ခန္ဓာကိုယ်ကြီးကဝုန်းငနေကျွန်တော်ဘက်ကိုလှည့်လာတဲ့အရှိန်ကြောင့်မြေကြီးကတုန်ခါသွားတယ်။ဒီတစ်ခါတော့ကျွန်တော်မတုန်လို့တော့ပါ။ကျွန်တော်တနက်ထဲမှာရှိနေတာကရိုးမအရှင်အတွက်နောက်ဆုံးလက်ဆောင်။ပြီးတော့ကျွန်တော်တို့3ယောက်ရဲ့အသက်ကျွန်တော်အသက်ကိုဝဝရှူသွင်းလိုက်တယ်။အဝင်းချင်းကအတန်တွေအားလုံးတိတ်ဆိတ်သွားသလိုခံစားလိုက်ရတယ်။ပြောင်ကြီးရဲ့ဟိန်းတန်ကိုမကြားရတော့ပါ။ဆရာစောတိရဲ့အော်တန်ကိုလည်းမကြားရတော့ပါ။ကျွန်တော်နှလုံးခုန်တန်တစ်ခုတည်းသာတထိန်ထိန်နဲ့ကြားနေရတယ်။ပြောင်ကြီးကခေါင်းကိုငုပ်ပြီးကျွန်တော်စီကိုဒုံဆိုင်ဝင်လာတယ်။ခိုင်း20 15ခိုက်ကျွန်တော်သူ့ရဲ့နေရွက်အောက်နှထင်ဆက်နေရကိုတနက်ပြောင်းဝနဲ့တေချချိန်လိုက်တယ်။သူ့ခေါင်းကြီးကလှုပ်ရင်းနေလို့ချိန်ရခတ်နေတယ်။တေချမပြစ်မောင်းလိုက်တေချမပြစ်ဆရာစောတိရဲ့အတန်ကပဲ့တင်တန်လို့ကြားနေရတယ်။10ခိုက်အကွာသူ့ရဲ့နှာမုတ်ထုတ်လိုက်တဲ့လေးပူတွေကိုတော့မှကျွန်တော်ခံစားလိုက်ရပြီ။အခုပဲကျွန်တော်စိတ်ကအမိတ်ပေးလိုက်တာနဲ့လက်ညိုးကမောင်းခလုတ်ကိုဆွဲညစ်ပလိုက်တယ်။ဒိုင်းငနဲ့
point 300 rifle တန်းကဝယုံတောကိုဖောက်ခွဲပစ်လိုက်တယ်။ကြီးစံထွက်သွားတဲ့ခိုက်တက်မှာပဲပြောင်ကြီးရဲ့အေးရမှာကိုခန္ဓာကြီးကလေထဲမှာတောင့်ကနေဖြစ်သွားတယ်။သူ့ရဲ့အရှိန်ကရက်တက်မသွားပါ။ဒါပေမဲ့သူ့ရဲ့ဝိညာဉ်ကခန္ဓာကိုယ်ထဲကနေထွက်ခွာသွားတယ်လို့မျက်လုံးအယောင်တွေကငြိမ်ကျသွားတယ်။ဝုန်းငနဲ့ဂျိန်းငနဲ့အရှိန်မတတ်နိုင်တဲ့ခန္ဓာကိုယ်ကြီးကကျွန်တော်ဘေးနာကဝယုံပိတ်ပန်းကိုဝင်တိုက်ပြီးတော့ထိုးကျသွားတယ်။ဝါးပင်တွေကျိုးပဲ့ကုန်ပြီးဖုံလုံးကြီးထသွားတယ်။ကျွန်တော်လည်းလွှင့်စင်လာတဲ့ဝါးကိုင်းတွေရိုက်မိလို့အနောက်ကိုလန့်ကျသွားတယ်။ပြီးတော့တိတ်ဆိတ်သွားတယ်။လောကကြီးတစ်ခုလုံးအကြတန်ကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်သွားတယ်။ကျွန်တော်ဖုံမုတ်တွေကြားကနေကုန်းယုံထလိုက်တယ်။လက်ထဲကတနက်ကတော့ပူကျစ်နေတယ်။ဆရာဝယုံပုံတွေကြားကနေဆရာစောထိပြန်ထွက်လာတယ်။သူကပြောင်ကြီးလဲကျနေတဲ့နေရာကိုလက်ညှိုးထိုးပြတယ်။ကျွန်တော်တို့နှစ်ယောက်သတိထားပြီးတော့ကြည့်လိုက်ကြတယ်။ရိုးမအရှင်ကြီးကဝယုံတွေကြားမှာမှောက်ရကြီးငြိမ်သက်နေတယ်။သူ့ရဲ့နှထင်းဆက်ကနေသွေးပူတွေစီးကျနေတယ်။ခြေထောက်တစ်ဖက်ကတဆက်ဆက်တုံနေပြီးတော့နောက်ဆုံးမှာတော့လုံးဝကိုငြိမ်ကျသွားတယ်။သေပြီးမောင်းနိုင်သူတကယ်ကိုသေသွားတာ။ဆရာစောထိကပြောလိုက်ရင်နဲ့မြေကြီးဘက်ကိုအယုတ်ကျိုးပြတ်ထိုင်ချလိုက်တယ်။ကျွန်တော်လည်းခြေကုံလက်ပန်းကျထိုင်ချလိုက်မိတယ်။ကျွန်တော်တို့နိုင်ခဲ့ပြီ။ကြည်တောင်တဲနဲ့ကံကြမ္မာကိုအနိုင်ယူခဲ့ပြီ။ဒါပေမဲ့တိုက်ပွဲကပြီးသွားပေမဲ့ကျွန်တော်တို့ရဲ့ဒုက္ခကတကယ်ပြီးပြီလား။ကိုတင်မောင်ကျွန်တော်တတိယပြီးကိုတင်မောင်ကိုထားခဲ့တဲ့နေရာကိုလှည့်ကြည့်လိုက်တယ်။သူကငှက်လို့တော့ပါ။တင်မောင်တတိထားစမ်းကျွန်တော်ကိုတင်မောင်ကိုလုံးလေးကိုပွေ့ဖက်ပြီးတော့လှုပ်နှိုးလိုက်တယ်။သူရဲ့ကိုယ်ခန္ဓာကမြည်ကြီးကဲလို့ပူကျစ်နေပြီးတော့နှကန်းတွေကခြောက်သွေးအကွဲနေတယ်။ရေလုံးတွေကမှေးစင်းနေပေမဲ့ကျွန်တော်အတန်ကိုကြားတော့မျက်ခုံလေးကလှုပ်လာတယ်။ရေးစားတယ်။သူအတန်ကတိုးလွန်းလို့နားကပ်ပြီးထောင်ကြည့်မှသိရတယ်။ဆရာစောတိကဘေးနားကိုရောက်လာပြီးတော့သူ့လွယ်အိတ်ထဲကနောက်ဆုံးကျန်နေတဲ့ဝါးရည်အနေငယ်ကိုတင်မောင်ပါဇက်ထဲကိုအဆက်ချပေးလိုက်တယ်။အာတင်ထားတင်မောင်အာတင်ထားစမ်းဟိုကောင်ကြီးသေပြီကွ။ငါတို့အိမ်ပြန်ကြတော့မယ်။ဆရာစောတိကမတက်ရက်လိုက်ပြီးသေဆုံးနေပြီဖြစ်တဲ့ရိုးမအရှင်ပြောင်ကြီးရဲ့အလောင်းကိုလှမ်းကြည့်လိုက်တယ်။နေဝင်ချိန်ရောက်တော့မယ်။ဒီကောင်ကြီးရဲ့အသားတွေကိုဖြတ်ပြီးယူသွားဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။ကျွန်တော်တို့ရဲ့အရေးကြီးဆုံးကလူနာကိုအမြဲဆုံးစိတ်ကူတာပေးဖို့ပဲ။မောင်နိုင်နှမျောပေမဲ့ငါတို့ဒီအသားတွေကိုတော့ထားခဲ့ရလိမ့်မယ်။တင်မောင်အခြေအနေမကောင်းဘူး။ညတွင်ချင်းရွာကိုရောက်မှဖြစ်မယ်။ဟုတ်ကဲ့ဆရာကျွန်တော်သဘောတူပါတယ်။ဒါပေမဲ့အမတ်တရတစ်ခုတော့ယူသွားရအောင်။ကျွန်တော်တို့နှစ်ယောက်ဓမ္မကြီးတွေနဲ့ပြောင်ကြီးရဲ့ဦးခေါင်းကိုဖျက်ယူလိုက်ကြတယ်။အေးရမဂျိုကြီးနဲ့ချောင်းကကိုင်းညွတ်ပြီးမင်းနဲ့ပြောင်းလဲနေတယ်။ဒါကကျွန်တော်တို့သေမင်းနဲ့စိတ်ခင်းခဲ့ရတဲ့တက်တည်ရိုးမအရှင်ဆိုတဲ့ဂုံပုတ်ရဲ့ပြရုပ်ပဲ။ကဲသွားကြစို့။ကျွန်တော်တို့ကိုတင်မောင်ကိုခုံပိုးလိုက်တယ်။ဆရာစောတိကပြောင်ကောင်းကြီးကိုထမ်းတယ်။ 900တနက်ကြီးကိုလွှဲထားရတော့မို့သူခမလေးဝန်ပိနေရှာတယ်။အပြန်လန်းကအသွားလန်းထပ်ပို့ပြီးတော့ကြမ်းတမ်းတယ်လို့ခံစားရတယ်။ခြေထောက်တွေကလည်းလေးလံနေပြီးတော့ဘိုက်ကလည်းစားလောင်နေတယ်။ဒါပေမဲ့စိတ်ထဲမှာတော့ပေါ့ပါနေတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အသက်ရှင်ရက်ပြန်လာနိုင်ခဲ့လို့ပါပဲ။ညနေတကောင်အချိန်လောက်ထိမှတော့တောဆက်ကကိုသားထူးရဲ့ရှားတဲမီးရောင်ကိုလှမ်းမြင်လိုက်ရတယ်။ဟေးကိုသားထူးဆရာစောတိကအားကုန်အော်ခေါ်လိုက်တယ်။ကိုသားထူးနဲ့ရွာသားတို့မီးတုပ်တွေကင်ပြီးတော့ပြေးထွက်လာတယ်။ကျွန်တော်တို့ပုံစံကိုမြင်တော့သူတို့မျက်လုံးကြီးပြူးသွားကြတယ်။သွေးတွေရှော့နေပေးကျန်နေတဲ့မုတ်ဆိုးနှစ်ယောက်မိမျောနေတဲ့လူနာတစ်ယောက်နဲ့အေးရမခေါင်းပြက်ပြောင်ခေါင်းကြီးဖះဆရာစောတိတို့တကယ်ပဲရခဲ့တာလားကိုသားထူးကပြောင်ခေါင်းကြီးကိုကြည့်ပြီးဟန်အော်တကြီးနဲ့ရေရွတ်နေတယ်။စကားတွေနောက်မှပြောတင်မောင်ကိုအရင်ကြည့်ပေးအောင်ကွ။ရွာသားတွေကကိုတင်မောင်ကိုဝိုင်းဝန်းပြီးတော့တဲဆောင်သွားကြတယ်။ဆရာစောတိနဲ့ကျွန်တော်ကတော့ရာတဲရှိကကိုပြစ်ပေါ်မှာပြစ်လဲချလိုက်ကြတယ်။ကိုသားထူးကန်ပြီးတဲ့ရေနွေးချမ်းပူပူလေးကိုတောက်လိုက်ရတော့မှလူကအသက်ပြန်ဝင်လာတယ်လို့ပါ။နောက်တစ်ပတ်ခန့်အကြာကိုတင်မောင်တက်တာလာပြီ။ရွာစည်းစီယာရဲ့ကုသမှုကြောင့်ခြေထောက်တန်ရာကအတော့ကိုမှပျောက်ကင်းသွားပြီ။ဆရာစောတိရဲ့အင်းရှိကိုပြစ်မှာကျွန်တော်တို့ 3 ယောက်ထိုင်နေကြတယ်။အိမ်တိုင်းမှာတော့ရိုးမအရှင်ရဲ့ဂျူးကြီးကိုချိတ်ဆွဲထားတယ်။ရွာတွေကလူတွေကလာကြည့်ကြပြီးမုတ်ဆိုးကြီးတွေရဲ့တက်တီကိုကြည့်ကြကြတယ်။ဆရာစောတိကဆေးဘောလိတ်ကိုဖွာရင်းပြောင်ဂျူးကြီးကိုငေးကြည့်နေတယ်။ဟောနိုင်ဒီကောင်ကြီးကငါ့မို့ဆိုတက်တမ်းမှာအခက်ခဲဆုံးပြိုင်ဘက်ပဲကွာ။သူ့ကိုတတ်လိုက်ရပေမဲ့ငါစိတ်မကောင်းဘူး။သူကတကယ်တော့တောပိုင်ကြီးပါ။ကျွန်တော်ကခေါင်းငိလိုက်မိတယ်။ပြီးတော့ကျွန်တော်အင်းကြီးအိတ်ကက်ထဲကအရာတစ်ခုကိုထုတ်ပြလိုက်တယ်။အဲ့ဒါကပြောင်ကြီးကိုအဆုံးစီရင်ခဲ့တဲ့ point 300ကြီးခုံကလေးပါ။ဆရာကျွန်တော်တို့မှာကြီးစံနေအများကြီးပါသွားပေမဲ့
တကယ်အဆုံးဖြတ်ပေးတာဒီကြည်တစ်ထောင်ပဲနော်ဆရာစောတိကလည်းကျွန်တော်စကားကိုထောက်ခံပြီးတော့ပြုံးလိုက်တယ်ဟုတ်တယ်မောင်နိုင်မဟုတ်ဆိုးဆိုတာကြည်စံအရေးအတွက်ထက်ကိုယ့်ရဲ့သတိဝိရိယနဲ့ဆုံးဖြတ်ချက်ကပို့ပြီးတော့အရေးကြီးတယ်ဆိုတာဒီကြည်တစ်ထောက်ကသက်သေပြလိုက်တာပဲရိုးမတောင်တန်းကြီးကတော့အဝေးကနေမိုင်းညိုနေစေအဲ့ဒီတောကြီးထဲမှာနောက်ထပ်ဘလို့သားကောင်ဆန်းတွေဘလို့ဇက်လန်းတွေရှိနေအောင်မလဲမသိပါဒါပေမဲ့တေးကြတာတစ်ခုကတော့ရိုးမအရှင်နဲ့ရှင်ပြိုင်ခဲ့ရတဲ့အဲ့ဒီအသက်လူပွဲကိုတော့ကျွန်တော်တို့ဘယ်တော့မှနေနိုင်တော့မှာမဟုတ်ပါတောကိုချစ်တဲ့တောကိုမြင်လို့တဲ့မဟုတ်ဆိုစစ်စစ်တွေရဲ့ခြေရာတွေကတော့အကိုရိုးမပေါ်မှာထပ်ပြီးတော့ကြံ့ရစ်နေအောင်ပါဟုတ်ကဲ့ပါရှင်အခုကတော့စာရေးဆရာမင်းသွေးဆက်ရှမ်းမောမြေရေးသားထားတဲ့ရိုးမအရှင်နဲ့ကြည်တတောင်အစဆုံးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းဘယ်လိုဇာတ်လမ်းလေးတွေကိုရွေးချယ်တင်ဆက်ပေးအောင်မလဲဆိုတာကျမတို့ရဲ့ Sanko Story လေးကိုစောင့်မျှော်နှားဆင်ပေးကြပါအောင်ရှင်။အပနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။